တောင်ရိတ်ခုဟုတ်ကဲ့ခေါင်းလောင်းသားချိုးချိုးလဲပါဗျာရွှေဘိုးစီလောင်းဟိမ့်နေရွှေဘိုးရွှေဘိုးစီလောင်းဟိမ့်နေဘေးရောင်ကဘေးရောင်ကငြိမ်ကျက်သေးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါလားခင်ဗျာဟုတ်ကဲ့ကျက်သေးမင်္ဂလာအပေါင်းနဲ့ပြည့်စုံဆိုဟုတ်ကဲ့မိုးနဲ့သူသားမောင်မယ်များရဲ့အမှုပညာစံပြအဖြစ်ဂန္ဓာတစ်တရဖွင့်လို့ရောက်ရှိလာပြီရောက်ရှိလာခဲ့ပါပြီရောက်ရှိလို့လာခဲ့ကြပါပြီရင်တော့ကဆိုရင်လည်းခင်ကားကြီးအငိမ့်သမိုင်းဟုတ်ကဲ့နိုင်ငံတော်ရဲ့နေတူးနေမြတ်များဖြစ်တဲ့ဟုတ်ကဲ့အမျိုးသားနေ့ဟုတ်ကဲ့ခင်ဗျာလွတ်လပ်ရေးနေ့မှန်ပါတက်မတော်နေ့များမှာဟုတ်ကဲ့တခန်းတနဆန်းဆန်းပြပြတင်ဆက်ခဲ့တာဟုတ်ခင်ဗျာမှန်ပါဗျာခင်ဗျာအခုတခါမှာဖြစ်ဟုတ်ကဲ့တခိတခါကနာမည်ကျော်ကြားခဲ့တယ်ဟုတ်ကဲ့ခင်ဗျာဂီတမယ်လှကလေးစိန်ရဲ့အငိမ့်ငန်းနဲ့ပြန်လဲဖော်ထုတ်ဦးမှာဟုတ်ခင်ဗျာပြန်လဲလို့စမ်းတင်ကြဟုတ်ကဲ့အငိမ့်ဆိုတော့ရင်ဟုတ်ကဲ့ခင်ဗျာနည်းနည်းလောက်ပြောပြရစီဟုတ်ကဲ့ပါဗျာအဲ့အငိမ့်တစ်ခုရဲ့ကောင်းခြင်းအင်္ဂါလက္ခဏာဆိုတာ၅ပါးရှိဟင်းသားပါအမိတ်ရှိပါဗျာနံပါတ်1မင်းသမီးကောင်းရတယ်ဟုတ်ကဲ့နံပါတ်2လူရွှင်တော်ကောင်းရတယ်လူရွှင်တော်ကောင်းရမယ်နံပါတ်3ဆိုင်းဝိုင်းကောင်းရတယ်ဟုတ်ကဲ့နံပါတ်4တချင်းကောင်းရတယ်မှန်ပါခင်ဗျာနံပါတ်5တချင်းရေးတဲ့တချင်းရေးဆရာကောင်းရတယ်ဟုတ်ကဲ့အဲ့ဒါလို့အချက်၅ချက်နဲ့ပြည့်စုံတဲ့အငိမ့်ကိုမှအငိမ့်ငေါင်းလို့ခေါ်တာဘူးမှန်ပါပါဗျာအဲ့ဒီအငိမ့်ငေါင်းဆိုတာကနေမွေးထုတ်လိုက်တဲ့အငိမ့်မင်းသမီးတွေဆိုတာဟာဖြင့်ဒါတမိုင်းမှာတွင်ကြံရစ်ခဲ့ကြတာကြီးပါပဲဟုတ်ကဲ့ဗျာဟုတ်ကဲ့ခင်ဗျာဒါကြောင့်မလို့လေဒေါ်လာကလေးစိန်ဟာဆိုရှင်တခစ်မှာတယောက်ထုံးပေါက်လာခဲ့တာဟုတ်ခင်ဗျာဩဟုတ်ကဲ့မှန်လိုက်လေဗျာမှန်လိုက်လေအမေအကြောင်းပြောပြီဆိုတော့ဆိုချင်တယ်ဗျာမှန်ပါဗျာအမေငယ်နာမည်ကတော့မလှကြီးတယ်ဗျာဟုတ်ကဲ့မလှကြီးတယ်အမေရဲ့မိဘများကတော့ဘာကြာဆရာခန့်နဲ့အမိတော်အေးချိုပဲဖြစ်ပါတယ်ဩဟုတ်ကဲ့ခင်ဗျာမှတ်သားရပါတယ်မှတ်သားအမေဟာ9နှစ်သမီးအရွယ်ကနေပြီး39နှစ်အရွယ်အထိအနှစ်30လုံးလုံးအငိမ့်စင်မြင့်ပေါ်ကနေပြည်သူကိုအမှုပညာနဲ့အလုံကျွေးပြုခဲ့တာကိုဗျဩအနှစ်30တိုင်တိုင်နော်မှန်ရရဟုတ်ကဲ့ခင်ဗျာ9နှစ်သမီးအရွယ်မှာဥက္ကလာအေးကြီးရဲ့အငိမ့်ရဲ့ဖွဲ့မှာအမေဟာရှေ့အတွက်မင်းသမီးအနေနဲ့ကခဲ့ပါတယ်။ဟုတ်ကဲ့ဥက္ကလာမရဲ့ကြီးဆိုတာလည်းပဲဒါအမေရဲ့အကပညာဆရာပါပဲ။မှန်ပါလေဗျာမှန်ပါလေ။ဟော10နှစ်သမီးအရွယ်ကြပြန်တော့ဆက်ပါအောင်ခင်ဗျာကျွန်တော်တို့အငိမ့်ဖခင်ကြီးလို့ပြောလောက်တဲ့ဟုတ်ကဲ့ဦးချစ်ပွဲဒေါ်စိန်တုံတို့ရဲ့အငိမ့်အဖွဲ့မှာအမေဟာရှေ့အတွက်မင်းသမီးအနေနဲ့ပဲဆက်လက်ကပြခဲ့ပါတယ်ဗျာ။အော်ဟုတ်ကဲ့ခင်ဗျာမှတ်သားရတာဟုတ်ကဲ့ဗျာ။ဟော73နှစ်သမီးအရွယ်ကြတော့အငိမ့်မိခင်လို့ဆိုလောက်တဲ့လေးပါးဒီဒေါ်မြရင်နဲ့အတူတွဲဖက်ပြီးတော့ကပြခဲ့တာကိုဗျ။ဩဒါလည်းအတူတွဲလို့ကပြခဲ့တယ်။မှန်ရဲ့ဟုတ်ကဲ့ဟော18နှစ်အရွယ်ရောက်ပြီဆိုမှဖြင့်ဖခင်ဘာကြာဆရာခန့်ကနေအငိမ့်ထောင်ပေးတဲ့အဖွဲ့အဲ့ဒီအဖွဲ့ထဲမှာဒါခေါင်းဆောင်မင်းသမီးတွေနဲ့ကပြခဲ့ပါတယ်။ဩဒါအသက်18နှစ်သမီးအရွယ်မှာဟုတ်ကဲ့ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့မမသားဆိုဗျာအသက်28နှစ်အရွယ်မှာဆိုရင်ရွှေမန်းဦးတင်မောင်အဖွဲ့ထဲမှာတောင်အောက်မြန်မာပြည်အနှံ့ဆန့်ပြီးတော့ဒါတနည်းမြကပြခဲ့တယ်ဆိုကြောင်းလည်းပဲမှတ်သားရပါတယ်ဇတ်တပင်ရဲ့အတွေ့အကြုံလည်းအဲ့လိုရှိခဲ့ဘူးပါရှိခဲ့ဘူးပါတယ်ဟုတ်ကဲ့ဒီတော့အမေအားဖြင့်ဟုတ်ကဲ့ဗျာကျွန်တော်တို့ဗမာပြည်မှာပေါ်ခဲ့တဲ့အငိမ့်မင်းသမီးတွေအားလုံးထဲမှာအမေဟာဆရာအစုံဆုံးမင်းသမီးပါဆရာဆုံးပါတယ်နော်ဟုတ်ကဲ့ခင်ဗျအမေလောက်ဆရာစုံတဲ့အငိမ့်မင်းသမီးမရှိဘူးလို့တောင်မှကျွန်တော်တို့ဆိုလို့ရပါတယ်ခင်ဗျမရှိပါဘူးနော်ဥပမာဆောင်းလို့ပြောရမယ်ဆိုလို့ရှိရင်ဆိုင်းဆရာဘကြီးဆရာစိန်ပေတာဆရာဦးမောင်ကလေးနော်ပတ်တလားဆရာဘကလေးဟုတ်ကဲ့ခင်ဗျာစန်းရဆရာမောင်ဟုတ်ပါဆရာထူးရုပ်သေးဆရာဦးထွန်းအိုင်ဟုတ်ကဲ့ဗျာအမေတော်စောမြအေးကြီးနဲ့အမေတော်အောင်ကြီးတို့ဟာဖြင့်အမေရဲ့ဒါဟာအဆူနီးပြဆရာမတွေကြီးပါပဲဟုတ်ကဲ့ဗျာအကပညာမှာဖြင့်လည်းပဲဒါဥက္ကလာတော်အေးကြီးတို့ဦးချစ်ပွဲတော်စိန်တုံအငိမ့်ဖွဲကနေပြီးတော့အမေတော်စိန်တုံတို့ဟာဖြင့်အမေရဲ့အကနီးပြဆရာတွေလို့ဆိုပြန်ရင်လည်းပဲဘယ်မှားလိမ့်ဘယ်မှားတော့ဗျဟုတ်ကဲ့အမေဟာဆိုလို့ရှိရင်လေဆရာစုံယုံနေမကပါဘူးခင်ဗျာဟုတ်ကဲ့ဗျာတွဲခဲ့တဲ့လူရှင်တော်တွေဟာဆိုလို့ရှိရင်ရန်ကုန်ဦးရွှေပြိုင်ဟုတ်ကဲ့နထိုးကြီးဦးရွှေပြိုင်ဟုတ်ကဲ့ခင်ဗျာဦးတက်တူဟုတ်ကဲ့ဦးတက်ဆန်းဟုတ်ကဲ့ဦးတက်စီ ဟုတ်ကဲ့ဦးသိန်းနဲ့ဦးဖက်ကြီးတို့ဖြစ်ကြပါတယ်ခင်ဗျာဩအဲ့ဒါလောက်ထိလူရှင်တော်တွေကလည်းစုံစုံလင်းလင်းတွဲခဲ့တယ်ဆိုပါတော့ဟုတ်ကဲ့ခင်ဗျာအမေကအကတယ်မဟုတ်ပါဘူးဆက်ပါအောင်ခင်ဗျာအစိုးပိုင်းမှာတချင်းကြီးတချင်းကကိုအပိုင်နိုင်ဆုံးမင်းသမီးလို့ဆိုလောက်ရင်မမှားပါဘူးခင်ဗျာဘယ်မှာဒါအငိမ့်မင်းသမီးတွေထဲမှာပြင်မေဟာပြင်တချင်းကြီးတချင်းကအပိုင်နိုင်ဆုံးလို့တော့မှအမှတ်သားပြုရပါတယ်ဟုတ်ကဲ့ဒါကြောင့်လို့တချင်းကြီးတချင်းကကိုပိုင်လို့16နှစ်သမီးအရွယ်မှာဂီတမယ်ဆိုတဲ့ဘွဲကိုရခဲ့တာဟုတ်။အော်အဲ့ဒီအရွယ်တည်းကဂီတမယ်ဘွဲရခဲ့တယ်။ဟုတ်ကဲ့ခင်ဗျာ။ခင်ဗျာအမေကဆိုလို့ရှိရင်1953ခုနှစ်ကစတင်ပြီးတော့အနှစ်20တိုင်
မန္တလေးမြို့ပန်တရာကျောင်းမှာ ဟုတ်ကဲ့ အစိုးနီးပြဆရာမအဖြစ်တာဝန်ယူခဲ့တာဟုတ်ခင်ဗျာ ဩအစိုးရတာဝန်ထမ်းဆောင်တယ်ဆိုပါတော့ အဲ့ဒီလိုတာဝန်ယူခဲ့တဲ့အတွက်ကြောင့်လည်းပဲဆရာကောင်းတစ်ပည့်ပန်းကောင်းပန်းဆိုတာလို့အမေတစ်ပည့်တွေထွန်းတောက်ခဲ့တာကိုဗျ ဩဗမာပြည်မှာပြင်ထွန်းထွန်းပေါက်ပေါက်ပဲ အေးဗျာအမေတစ်ပည့်တွေမှာ လူတွေများပါလေဗျာ တဲမှာဆိုဗျာဟောကျွန်တော်မမေ့တော့ဆိုရင်ဒေါ်အမစိန် ဟုတ်ကဲ့ ဒေါ်နွဲ့နွဲ့ဆန်း ဟုတ်ကဲ့ မန္တလေးမတ်ဗေဒာ ဟုတ်ကဲ့ခင်ဗျာ ပန်တရာကြည်လင်း ဟုတ်ကဲ့ ပန်တရာမြဝင်းဟောနောက်ဆုံးဗျာရေဒနာဘုံမခင်စိန်တို့အပါဝင်ပေါ့ဗျာ ဩရေဒနာဘုံခင်လေးစိတ် ခင်လေးစိန်တို့အပါ ဟုတ် ဝင် ကဲ့ခင်ဗျာအဲ့ဒါတည်းအမေရဲ့တပည့်တွေကြီးပါပဲ ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ခင် အ ဗျာ မေဟာဆိုလို့ရှိရင်အကျိတ်တချင်းများကိုတီဆိုကပြတဲ့အခါမှာအချစ်နဲ့ပတ်သက်တဲ့တချင်းတွေကိုအင်မတန်မှတီဆိုတာနေပါပါတယ်ခင်ဗျာ ဩအချစ်တချင်းတိတ်မဆိုဘူးဆိုပါတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ တိုင်းပြူပြည်ပြူတချင်းများကိုသာအမြောက်အများတီဆိုကြပါလေ ဩအမေဒီဆိုရဲ့တချင်းတွေကတိုင်းပြည်ပြည်တချင်းအများဆုံးပါပဲ ဟုတ်ကဲ့ခင်ဗျာ အခုကျွန်တော်တို့ဒီကနေ့အခါမှာတော့လည်းပဲကျွန်တော်တို့ပြန်လဲလို့တင်ဆက်ရတယ်ဆိုတဲ့ကဏ္ဍမှာ ဟုတ်ကဲ့ အမေတချင်းလေးတွေကနေပြီးတော့ကျွန်တော်တို့ရွေးထုတ်ထားတာလေးတွေပြောပြအောင်မယ် ပြောပြ ရှိပါခင်ဗျာ ကျွန်တော်တို့အမေတချင်းတွေကနေပြီးတော့ဥသာပထမအမေငယ်စဉ်ကာလတည်ဆိုခဲ့တဲ့အပြိုကြီးတက်တော်ရှိ ပြိုကြီးတက်တော်ရှိ နော်နောက်မောင်မောင်ဆိုလီထီယိုရှိ နာမည်ကြီး ဒါ ပေါ့ အများသိကြပါလေ ဟုတ်ကဲ့ နောက်ပြီးတော့တိုင်းပြည်ပြည်လို့ဆိုရလောက်တဲ့နိုင်ငံတော်ရဲ့အသက်တကယ်ကျေးဇူးရှင်လယ်သမားကြီးတွေကိုဂုဏ်ပြုထားတဲ့တောင်သူလယ်သမားတချင်း ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့လားခင်ဗျတိုင်းပြည်ရဲ့ရဲဘော်သုံးချက်ကြီးများကိုဂုဏ်ပြုထားတဲ့ရဲစိတ်ရဲမှန်တချင်း ရဲမှန် အဲ့ဒီတချင်းလေးပုတ်ကိုရွေးထုတ်လို့ကျွန်တော်တို့ဒီကနေ့တင်ဆက်ပါဦး တင်ဆက်ပါ အော်ဒီနေ့အခါမှာတော့ယင်းပြိတ္တများလဲဟိုခေတ်ဟိုချင်းဟိုခါတုန်းကအမေတော်လာကလေးစိတ်ဘလူကခဲ့တယ်လေ ဟုတ်ကဲ့ ဘလူဆူခဲ့တယ်လေအမေဘလူလက်ချိုးခဲ့တယ်လေအမေဘလူတချင်းဆူခဲ့တယ်လေ ဟုတ်ကဲ့ခင်ဗျာ အဲ့ဒါလေးတွေကိုပြိတ္တပြန်မြင်ရအောင် ဟုတ်ကဲ့ဗျာ အလွမ်းပြေလေးပေါ့ အလွမ်းကြီး အမေကိုယ်တိုင်ကပြပါဦးမယ် အမေကိုယ်တိုင်ကဗျာ ဟုတ်ကဲ့လားခင်ဗျ ဟုတ်ကဲ့ဗျာ အမေကိုယ်တိုင်ကပြတဲ့ခါကျတော့ဒါအသက်အရွယ်အပြင်အမေက82နှစ်ရှိပါပြီ ရှိပါပြီ စိတ်သွားတိုင်းတော့ဘဲကိုပါ ဘယ်ပါမှာတော့ဗျာ ဟုတ်ကဲ့လားခင်ဗျအဲ့တော့အမေကအသက်82နှစ်ရှိပြီဆိုတော့ဒါဟန်လောက်ပဲအမေကပြနိုင်ပါလိမ့်မယ် မှန်တာပေါ့ဗျာ နော်အဲ့ဒီခါကျတော့လိုတာရှိလဲဖြစ်ကြည့်ကြပါ ဖြည့်ကြည့်ကြပါ နော်ပြီးတဲ့နောက်ကျတော့မှသာအပါတွေကဆိုသလိုအမေရဲ့အကပညာကိုဆက်လက်ပြီးတော့ထတ်တူထတ်မြတ်သင်ကြားထားတဲ့နော်မုန်းနဲ့သူစားတီတာဝင်းကနေပြီးတော့ဆက်လက်ကပြအောင်မယ် အမွေဆက်ခံပြီးကပြ ဟုတ်ကဲ့လား ဟုတ်ကဲ့ဗျာ ပြောနေရင်စကားကြောရှည်ပြီလေ ရှင်းပါတယ် နော်အဲ့တော့မင်းသမီးကိုခေါ်ကြရမယ် ဟုတ်ပါဗျာ ဟုတ်လားဒါပြင်ရှေးခေတ်ကာလတုန်းကအမေဂီတမယ်ဒေါ်လာကလေးစင်ကစင်ကာလတုန်းကအမေကိုခေါ်ခဲ့တဲ့စာဂျိုးပီဂျိုးလေးနဲ့ခေါ်လိုက်ခြင်းတယ်ဗျ ခေါ်ဗျာ ဟုတ်ဗျာ ဟုတ်ကဲ့လား ဟုတ်ကဲ့ဗျာ ကာယံလေးနဲ့ ကာယံလေးနဲ့ စာဂျိုးပီဂျိုးလေး ဒီ နဲ့ ကျိုးလေးနဲ့ သပင်ဟာတမဖြစ်အစင်ထာဝရသပင်ဟာတမဖြစ်သင်္ဃာပြပေး ဟေး ဒီဘဝလည်းညီမျှမယ်ဆိုတဲ့ဂီတမယ်လာကလေးစိန်ရဲ့အတန်တာကိုကြားရအောင်ရွာသားကျော်စိန်မြင့်ခိုင်နာဝါကိုဆောင်ပေးပါခင်ဗျာ အငြိရင်သမားခေပညာကုန်ရှင်အိမ်တော်ဖက်တွေလာကလေးစိန်လေးတယောက်ထဲကျမလေး အမေတယောက်တည်းနေရတာ လာကလေးစိန်လေးတယောက်ထဲနေ လာကလေးစိန်ဆိုတဲ့အမေကတယောက်တည်းနေရသလားဟော မစွန်နိုင်ပဲနဲ့အမြဲဆိုကြတယ်လေ မစွန်နိုင်ဘူးလို့အမေကိုဆိုတယ်ဟာမဖြစ်နိုင်ပါဘူးအမေမစွန်နိုင်ဘူးဆိုတာကျွန်တော်တို့မယုံ မ ဘူး ယုံဘူးမေယာ မစွန်နိုင်ပဲလို့အမြဲဆိုတယ်လေ မေရှိပါမယ် ထိုနည်းအရာဖြင့်အပြိုကြီးဘဝနဲ့ ဟိုအမေကအပြိုကြီးဘဝနဲ့လားအမေက ဂီတတန်တရားရှင် အနေနဲ့ ဩဂီတတန်တရားတစ်လျှောက်လို့အမေအပြိုကြီးဘဝနဲ့အယိုးထုတ်တယ်ဆိုပါတော့ အားကြီးရစီရပြ သို့သောစကားနဲ့မြတ်ရမှာဖြင့် ဆိုပါဦးဆိုပါဦးမေ ဟိုးဘိုးတော်ဖယားလက်ထက်ကတဲ့ ဟောတော့ဘုရားအမေကိုဘိုးတော်ဖခင်လက်ထက်ကအဖွားကြီးလို့ပြောတယ် ဆိုကြတယ် အမေစိတ်မဆိုးဘူးလားအမေဟာ ဆိုပါဘူးသားရဲ့ ဟာဘာလို့စိတ်မဆိုးရမှာလဲဒါစိတ်ဆိုးစရာကြီး ဟုတ်တယ်ဗျာဒါ အာသားလည်းပဲနော်အမှုပညာနဲ့အမေငယ်တုန်းကတည်းကလေဟောမိဘနှစ်ပါးကိုလောက်ကင်းကျွေးမွေးခဲ့တယ် ဟုတ်ကဲ့ အဲ့ဒါကအသက်ရှည်တယ် ဩဒီလိုလား မွန်းနဲ့နေရတယ်အခုလည်းပဲကောင်းကောင်းမွန်းမွန်းနေရတယ် ဟုတ်ကဲ့ ဒီလိုနဲ့အမှုပညာနဲ့အမေအသက်ရှည်လာတာပေါ့ကားတို့လည်းပဲအိမ်တော်ရတမပြုတ်ရနဲ့နော် ဟုတ်ကဲ့အမေဟုတ်ကဲ့ ဟဲများတော့ကတော့အိမ်တော်မပြုတ်ပဲဘယ်နေနိုင်မှမလဲ မေကိုဘာလို့ရောက်ပြောလဲ တင့်တော်တဲ့ယောက်ျားလေးတွေ့ရင်ဖမ်းယူလိုက်မှာ မဲ
အေးဘောမင်းတို့မိမ့်မချင်းဆိုတော့ပြောဖို့ ဟိုးတော်ဖယားလက်ထက်ကစင်သက်ခါကြာလာပါပြီလာဒီမောင်ရဲ့လာကလေးတက်တော်ရှေသမီးစားလို့ ဟုတ်ကဲ့မေ အနီးနီးထားတော့လည်းအစင်မပြေ စင်မပြေဘူးလားမေ အိမ်တော်ကြီးတော်ဝဲတော်တဲ့ သမီးကြီးသားမို့လေ အနီး အနီးနီးထားလို့အစင်မပြေဒါမေလာကလေးစိတ်လူကြီးလုံးဝဒီလိုနေအိမ်မှာကာလာတာရှိဟိုဒီရပါမှာစမိုးလေချစ်အောင်လာကြပါလေမြို့ကြီးတည်းမှာဆူချိုးလေမျက်နှာဝဲရလက်ခံကြွလာပြန်လေ လေဘောကသာမာလာအပြေး စိတ်လို့ချက်တရေကဘာတင်ချေရလို့မဆုံးမေရာသဝင်တွေသဘောထုံးအလုံးပြူဒီညမေရေဒီညရေလေရှောက်ပြင်းကင်းကျော်ရှင်းနေမေလာလေစိတ်လို့ချက်တရေကဘာတင်ချေရလို့မဆုံးမေရာသဝင်တွေသဘောထုံးအလုံးပြူဒီညမေရေဒီညရေလေရှောက်ပြင်းကင်းကျော်ရှင်းနေမေ ဟောင်းနိုင်လို့ဒီကဆရာဝဲ မေဟောင်းနိုင်တိလို့ခရောက်ရှာဖွေဆိုပါလား မြို့တော်ကိုခုံပြီးအပြိုကြီး အပြိုကြီးဆက်တော်ရှည်တဲ့ခင်ဗျာ ဟဲ့ ရုပ်ရင်တန်များရှိကြည်ကြတယ်ဖေးဖေးမေမေမိဘတွေမွန်းတ်သူစားမောင်မေများကကာရဝတင်းနဲ့မိတ်ဆက်နေမိတ်ဆက်နေမိတ်ဆက်နေရုပ်ရင်တန်များရှိကြည်ကြတယ်ဖေးဖေးမေမေမိဘတွေမွန်းတ်သူစားမောင်မေများကကာရဝတင်းနဲ့မိတ်ဆက်နေမိတ်ဆက်နေဟေးမိတ်ဆက်နေရုပ်မြင်တန်ညာရှုကြည့်ကြလို့သားသားတို့ကိုမေ့နေပြီလားလေမမြင်ရတာကြာပြီပဲတဲ့စာကနာပိမ့်ပိမ့်တက်တူဆုံချွန်းလေသားသားတို့ပါလေသိသိရောပါလားဒေါ်လာကလေးစိတ်အငိမ့်ငန်းနဲ့ပြန်လဲပေါ်ထုတ်တင်ဆက်နေဆက်လက်ဖြေးပြောကပြမှာကသီတာဝင်းနဲ့ကျွန်တော်တို့အမလေးမမရေမေမေယာ ကိုပိမေ အမှုတော်ထမ်းလိုက်ရပါပဲဗျာ ကိုဆုတ်ချုံ မသိရလားခင်ဗျ ကိုတက်တူ မန္တိရာရေ ကိုစားကနာ ဒေါ်လာကလေးစိတ် ဒေါ်သီတာဝင်း ဟောဒါပဲမေ့သွားတယ်ဟောမသိတာရေဟုတ်ကဲ့ မြမရုံမြင့်တန်ညာအစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့လူကြီးမင်းများနဲ့တကွာ ဟုတ်ကဲ့ ပိတ်သက်များကိုသမီးလေးတီတာဝင်ကနေပြီးတော့သူတိမင်္ဂလာပေါင်းနဲ့ခါညောင်းပါစီလို့ဒီနေ့ကနေပြီးတော့ထုတ်ထုတ်ဆက်တာပြစီ နှုတ်ခွန်းတော်ဆက်တာလေဆိုပါတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ မတိတာတို့ဒီည ဟုတ်ကဲ့ ပြင်ဆက်တဲ့အစီအစဉ်ကအင်မတန်မှတမှုထူးကြတယ်လို့မတိတာဆိုချင်တယ် မှန်ပါပါဆန်းပြတယ်ထူးကြတယ်ဆိုပါတော့ ဟုတ်ကဲ့ရှင် အမိတ်ရှိပါအောင်ခင်ဗျာ ဘာဖြစ်လို့လဲဆိုတော့အင်မတန်မှနာမည်ကြီးခဲ့ဂ
ဂီတမယ်ဒေါ်လှလေးစင်ရဲ့အငြိမ်ကမ်းမှာမတိရတို့အဖွဲ့အနေနဲ့ပါဝင်ပြီးတော့ကပြရတာအင်တန်မှာဂုဏ်ဖြစ်တယ်မို့လား မှန်ပါဖြစ်တဲ့ချိန်တကတော့နာမည်ကြီးခဲ့တဲ့အမေတော်လာကလေးစိန်ဒီတမယ်လာကလေးစိန်ကိုပြန်လဲပေါ်ထုတ်ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အင်မတန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ် ဟုတ်ပါဗျာ ဟုတ်ကဲ့ဗျာ အမေအနေနဲ့အင်တန်မှာကြော်ကြားခဲ့တဲ့အချိန်တွေအများကြီးရှိပါတယ် ဟောအလွန်တော်မယ်ကြော်ကြားတဲ့တခြင်းတွေအများကြီးပါ ဟုတ်ပါတယ်ရှင်ဒါပေမဲ့ရတဲ့အချိန်လေးနဲ့တင်ဆက်ဖို့ကတော့တချင်းလေးဖို့ဖြစ်ပါတယ် ဟောအချိန်ကလည်းတိတ်မရတော့ရတဲ့အချိန်နဲ့တင်ဆက်ဖို့ကတခြင်း၄ပုံကိုရွေးထုတ်ထားပါတယ် ဟုတ်ပါတယ်အဲ့ချင်းကတော့ပြူကြီးတတော်ရှိ ဟုတ်ကဲ့ အမေအင်တန်မှာနာမည်ကြီးခဲ့တဲ့မမောင်ဆိုလီထီယိုရှိ ဟောမမောင်ဆိုလေးရှိဟုတ်ကဲ့ တောင်ငူလေသမားချင်း ဟုတ်ကဲ့ ရဲစရဲမှန်ဆိုတဲ့ချင်းလေးလေးပုံနဲ့တင်ဆက်မှာဖြစ်ပါတယ် ဟောအဲ့တခြင်း၄ပုံနဲ့ပြန်လဲစတင်လို့တင်ဆက်မယ်ဆိုတော့ ဟုတ်ပါတယ်ဒီအပြိုကြီးတက်တော်ရှိဆိုတဲ့ချင်းလေးနဲ့ပတ်သက်ပြီးတော့မတ်တီတာရှင်းပြခြင်းလေးရှိ မင်းရှိပါဗျာ ရှင်းပြပါဦး ဟုတ်ကဲ့ ရှင်းပြပါဦး အဲ့တချင်းကိုလေ ဟုတ်ကဲ့ 1300ပြည့်နှစ် ဟုတ်ကဲ့ အမေအသက်24နှစ်မှာတည်ဆိုခဲ့တဲ့ချင်းလို့မတ်တီတာမှတ်သားရရှိတယ် အော်အမေအသက်24နှစ်အရွယ်တုန်းကတက္ကသိုလ်1300ပြည့်နှစ်တုန်းကတည်ဆိုခဲ့တဲ့တခြင်း ဟုတ်ပါတယ် ဟုတ်ကဲ့ဘယ်သူများရေးပေးတာပါလဲခင်ဗျာ ဒီချင်းကိုဆရာထားနော် ဟုတ်ကဲ့ဆရာထားတာ ဆရာထားနေပြီးတော့ရေးဆက်တည်ကုန်းခဲ့ပါတယ် ရေးဆက်ကျေးဇူးပါလေ အမေကိုဒီတခြင်းလေးရေးဆက်ပေးခဲ့တယ်အပြိုကြီးတက်တော်ရှင်ဆိုတဲ့ ဟုတ် တ ပါတ ခြင်း ယ်ရှင်ဒီချင်းလေးကိုလည်းခုနအမေကနေပြီးတော့သူစွမ်းရှိလောက်ပေါ့ရှင် ဟုတ်ကဲ့ခင်ဗျာ အမေအင်မတန်မှအမေကကပြခြင်းလုံးလုံးဟုတ်လား ဟုတ်ကဲ့ ခုနကပြခဲ့ပြီးပါပြီ အင်းနိုင်အားတိုက်ဆိုသလိုတတ်နိုင်တဲ့လောက်စူးစမ်းပြီးတော့ကပြခဲ့တယ်ဟုတ်ကဲ့ဟုတ်ကဲ့ အခုတစ်ဖက်မသိတာပြန်လဲပြီးတော့ထပ်မှန်ပြီးတော့ကပြပြစီ နှစ်ထပ်ရှိမှမှတ်မိမယ်ဆိုပါ မှန်ပါခင်ဗျ ကြွားစားရင် သမီးလာမို့လေအနည်းနည်းထားလို့လေအစင်မပြေဂီတမဲနာကလေးစိန်အိမ်တော်ရေတော်တွေ့တော့မရစေသမီးလာမို့လေအနည်းနည်းထားလို့လေအစင်မပြေဂီတမဲနာကလေးစိန်အိမ်တော်ရေတော်တွေ့တော့မရစေပြူကြီးဘဝမှာထင်တယ်လို့နေနှစ်ဟောင်းကာလတာရှိထိုနီးရတာရင်ကိုလေးအချစ်ဟောင်းလာကြပါစေမြို့ထီးနဂရမှာရွှင်ချူပေညနာပူပူပွဲကလက်ခံကြွလာပြန်မလေးဘုံလူဆောင်အမတို့အပြင်းတော်ပြေ ဟောင်းတိုင်းတစ်လူခေဟောင်းရှာဖွေမြို့တော်ခုမီမြို့ကြီးတော်ရှိ ဟောတကယ်ကြီးကိုတက်တူ ဆိုစမ်းပါဦးခင်ဗျာ အမလီကသွားဆိုသွားတာမကောင်းမိဘူးလား ဟုတ်ပါပြီ အေးအခုဒါကရှေးခစ်ကတချင်းလေးတွေကို ဟုတ်ကဲ့ အခုခစ်ကနေပြီးတော့တီတာဝင်းကပြန်လဲလို့စမ်းတစ်တယ်ဆိုပါတော့ မှန်ပါခင်ဗျာ ဒါပေမဲ့တကယ်ချင်းတခုတော့ပြောရှင်တယ် ဆိုစမ်းပါဦးခင်ဗျာ ပြန်လဲစမ်းတစ်တယ်ဆိုတာလေကောင်းတိုင်းသိကောင်းလာတာမဟုတ်ဘူး ဟုတ်ကဲ့ လုတ်တိုင်းလည်းကောင်းလာတယ်မထင် ဆိုတော့ နဲ့ အောင်မင်း ဟုတ်ပါ နော်ခစ်မိတယ်ဆိုတာလည်းပဲကောင်းတယ်လို့မထင်နဲ့ မှန်ပါခင်ဗျာ အခုခစ်ဆိုလို့ရှိရင်ပြောရအောင်မယ် ဆိုစမ်းပါဦးခင်ဗျာ အမေလေးအမျိုးသမီးလေးတွေခစ်မိတယ်နဲ့ဆိုပြီးတော့ ဟုတ်ကဲ့ အင်ကြီးအဝတ်စားဝတ်ကြတယ် ဝစ်စားဝတ်ကြတယ် သပင်လေးတွေဖြတ်ကြတယ် ဟုတ်ကဲ့ ဟိုအရင်တုန်းကသပင်ရှည်တွေခစ်စားတယ်သပင်ရှည်ရကနေတိုးတယ်တိုးရကနေကောက်တယ်ကောက်တယ်ကနေပြန်ဖြတ်တယ်ပြန်ဖြတ်ကနေပြန်ရှည်တယ်ပြန်ရှည်ရအနောက်ကကောက်တယ်နောက်ကကောက်လို့မဟုတ်တော့ထိတ်တာကောက်တယ် မင်းပြောစမ်းပါဦး အဲ့ဒါမပြီးမှမပြီးသေးပဲပြောပြတော့မ ပြော ဆုံးပါ ပြ ဘူး မှာကွာ အော်အဲ့လိုရင်မကောက်ဘူးဟောအင်ကြီးကြပြန်တော့လေဒီလိုပဲ ဟုတ်ကဲ့ အရင်တုန်းကပွားတယ်ဟောပွားရကနေကျင်းတယ်ကျင်းရကနေတိုးတယ်တိုးရကနေဖောင်းတယ်ဖောင်းရကနေပြန်ပိန်တယ်ပြန်ပိန်ရကနေပြန်ပွားတယ်ပြန်ပွားရကနေပြန်ရှည်လာတယ်ပြန်ရှည်လာကပြန်ပိန် အ တ မ ယ် ပြီးတော့ဘူးလား အေးမပြီးဘူးခဏခဏပြောင်းနေတယ်အဲ့ဒါပြောခြင်းလို့ အေးအေး အေးမင်းဒါတော့မှဗျာအင်ကြီးနာမည်လေးတွေကိုခစ်ဆန်ဆန်ပေးတာ နာမည်ကို အမျိုးသမီးတွေဘယ်လောက်တော်တယ်မှတ်လဲ ပြောစမ်းပါဦး အမေအခုပေါ်လာတဲ့အင်ကြီးလေးရှိသေးတယ် ဆိုစမ်းပါဦး ကျိုးလေးတစ်ချောင်းလေးပါ ကျိုးလေးချောင်းနဲ့ ကျိုးလေး အဲ့ဒီကျိုးလေးကိုတစ်ခါတည်းဆွဲဖြုတ်လိုက်ရင် ဆွဲဖြုတ်လိုက် တစ်ထည်လုံးကိုပုံကျသွားရော ပုံကြပါဦး အမလေးအဲ့ဒီအင်ကြီးကိုနာမည်ဘယ်လိုပေးရတယ်မှတ် ဘယ် လဲ လိုပေးတာလဲ ကိုကိုသဘော ဒါကမင်းတို့တွေက
တချို့အမျိုးသမီးတွေကပိုတော်ဆိုးသေးတယ် အ ဗျာ မေပြောစမ်းပါဦး အင်ကြီးဝတ်တာတော့မှရင်ပါကလေးကိုကြက်ကြက်လေးဝတ်တယ်ဗျာ အော်ကြက်ကြက်ကလေးကောက်ကြက်လေးလို့ ကြက်ကြက်ဝတ်ရုံနဲ့မကဘူးဒီနားမှာအတွတ်နှစ်တွတ်သုံးတွတ်နှစ်တွတ်သုံးတွတ်နဲ့ အော်ဒီနားကနေအတွတ်နှစ်တွတ်သုံးတွတ်ထည့်ထားသေးတယ် အဲ့ဒီအင်ကြီးကိုနာမည်တစ်မျိုးခေါ်တယ်ဗျာ ဘယ်လိုများလဲခင်ဗျ ကိုတိပါစီ ဟုတ်တယ်ဟုတ်တယ် သိပါစေတဲ့ အဲ့ဒါလည်းကမင်းတို့တွေက အမေပြော မင်းတို့ကအင်ကြီး fashion တွေကိုပြောနေတာ အေး ဟောအခုပေါ်နေတဲ့ T-shirt တွေများစာသားတွေပါတယ် အော်အင်ကြီး T-shirt တွေမှာစာတန်းတွေ မိန်းကလေးတွေအခုဝတ်နေတယ် အေး ဒါပေမဲ့ကွာဝတ်တာနဲ့မြင်ရတာနဲ့မကာမိပါဘူး ဟောဘာကြောင့်လဲတကယ် ဟိုတနေ့ကလဲရစီမှာငါကောင်မလေးတယောက်တွေ့တယ် အေးပြောစမ်း လှပြီကွာကောင်မလေးအပြတ်မိုက်ပဲဒါပေမဲ့သူ့အင်ကြီးပေါ်မှာရေးထားတာကြတော့ ဘယ်လိုရေးထားလို့လဲ DO2 တဲ့ငါဘာလုပ်ရမှာလဲစဉ်းစားကြည့် DO2 ငါလည်းပဲသိမလဲ အဲ့ဒါမင်းကတော်သေးတယ် အေး တချို့အမျိုးသမီးတွေများကိုဘာဝတ်လို့ဝတ်မှမသိဘူး အေးမရှိပါဘူး အင်ကြီးဝတ်တယ်ဗျာ အေး ဝတ်ပြီးတော့သူ့ရှိရစာတန်းမှာ အေး FRE free တဲ့ မင်းဗမာလိုပြန်ကြည့်စမ်း အဲ့ဒီအိဗေကဘယ်လိုလုပ်လဲ FREE free ဆိုတော့ဗမာလိုပြန်လိုက်ရင် ဟိုး အဲ့ဒါဆိုရင်မလွယ်ဘူးတကယ်ကြီး do free ဆိုရင်တော့မလွယ်ဘူး do free အမလေးမင်းဟာကောင်မလေးနှစ်ယောက်တွဲလာအမေ မင်းတို့တဲ့စမ်းတဲ့နာမည်လေးတောင်ရှိသေးတယ် ပြောပြောလဲပြောစမ်း တချို့ကောင်မလေးတွေများ လေ တီရှပ်ပေါ်မှာထိုးထားတဲ့စာတန်းတွေက ဘယ်လိုရလဲ good body တဲ့ good body အမလေး good body ဆိုဝတ်ထားတဲ့ကောင်မလေးကတိတ်လှမှာပဲ သိမ့်မိုင်ပါပဲ ဝတ်ချမ်းများလေးကြာ မင်းကအဲ့ဒါတော်သေးတယ် ဆိုသမ်းပါဦး ငါသွားတွေ့တယ်ဗျာကောင်မလေးတယောက်အင်ကြီးမှာဝတ်ထားတယ် အေး စာတန်းလေးနဲ့ ဘယ်လိုလေးလဲ take me away အမေသူ့ကိုအဝေးကိုခေါ်သားပါ အဝေးကိုခေါ်သွား ဟာငါအားရပါရနဲ့ take me away ဆိုတော့ပြေးလိုက်ရောလေ ဘယ်လိုလဲတငယ်ကြီး ဖတီးပုတ်ကြီး မင်းတော့ကတော်သေးတယ်ကွာ အမေပြောစမ်း တချို့မျိုးသမီးများဝတ်ပုံစားပုံကအင်ကြီးဝတ်တယ်ဗျာ အေး အသက်အရွယ်နဲ့မလိုက်ဘူး ဟောဘယ်လိုများ ဝ လဲ တ်ထားတဲ့အင်ကြီးစာတန်းက အေး kiss me ကွေ့တယ်ဗျာ မင်းအဲ့ဒါ kiss me ကိုဆိုရင်မင်း သူ့ကိုကြည့်အောင်ဝတ်ထားတဲ့အရွယ်ဘယ်ရွယ်အောင်မေး ဘယ်အရွယ်တော့ အသက်80ကျော်အဖွားကြီး ပြောရအောင်မယ်ပြောရအောင်မယ် ပြောစမ်းပါဦး ဟိုနေ့ကတို့အမေကြီးဒေါ်လာကလေးစိန် အေး ဇက်တိုင်ရင်နဲ့ကနေရင်ဝတ်ထားတာ T-shirt ကလေး ဟဲ့ ရင်ဘက်ကစာသားငါကြည့်လိုက်တယ်ကွာ ဘာရေးထားလို့လဲ I love you တဲ့ တော်ကြပါစို့ဟုတ်ကဲ့အင်ကြီးစာတန်းလေးတွေအကြောင်းပြောနေမသိတာရေ ဆိုင်နိုင် ခမရမသိတာရေ ငါပြိုကြီးတက်တော့ရှေ့ဆွဲချင်းလေးကမဆုံးသေးဘူးရှင် ဟာမဆုံးသေးဘူးလား မပြည့်ပြတ်သေးဘူးလား ပြတ်သေး အော်ဟုတ်ကဲ့ခမရ အေးပြိုကြီးတက်တော့ရှေ့ဆွဲချင်းလေးဒုတိယပိုင်းကဘလို့များဆိုထားတယ်လဲဆိုရင် ဘလို့များပါလဲခမရ အမေကိုလေအများဝိုင်းစားကြတယ် ဝိုင်းဝိုင်းစားကြတယ်ဘလို့စားလဲ ဘလို့စားလဲသိလား မသိကြည့် ဘယ် ဘူး သိပဲလဲ ပိုထိုမိုင်းပိုထိုမိုင်းလေးမျိုးမျိုးစားကြတယ် အော်နောက်တော့မာကြီးဒီဖွားကြီးအပြင်အိုနေဟောင်းနေပါပြီ ဟောင်းနေပါပြီ ိုးထိုးနေပါပြီဆိုပြီးဝိုင်းစားကြတယ်တော်တော်မကောင်းတဲ့ဟာတွေမကောင်းနော်အေး အဲ့တော့လေအမေကဘယ်ခံနိုင်မှမလဲ ဘယ်ခါ ဘယ်ခါနိုင်ပါ့မလဲကျွန်တော်တို့ပြောလဲဘယ်ခါနိုင်ပါ့မလဲဟုတ်တယ်မလားဟုတ်အဲ့လိုပြော ကြောင့်မို့လေဖြစ်နိုင်ရင်နဲ့အမေကလေ ဟုတ်ကဲ့ ဖြစ်နိုင်ရင်နဲ့တက်ကြသားပြီးတွင် ဟုတ်ကဲ့ မျိုးနယ်စုရဲ့အစဥက္ခမုခဒီလက်ထက်ကနေပြီးတော့စတင်ရွေးဆက်မှာတဲ့ အော်သူ့အသက်ကိုအဲ့ဒီလောက်ကတော့စရည်လိုက်စမ်းပါအသက်အရှည်ကြီး အဲ့လောက်တက်ရှိပါတယ်ဆိုတဲ့အကြောင်းကိုစာဖွဲ့ထားတာကတော့ အဲ့ဒါလောက်အသက်ရှည်တဲ့အထိအပြိုကြီးဘွားနဲ့နေမယ်ဆိုတော့ ဟုတ်ကဲ့ စာဖွဲ့ထားတော့နော် ဘလို့များပါလဲခင်ဗျာ ကြည့်နေဗျာ ရွှေဘုသမိုင်းမှာမင်းစတွေရေညူဝိုင်းကလေးလျက်ပေအမျိုးမျိုးစားရတယ်လေဘိုးတော်မလာရေတာဂီဝင်းတို့ပြေဩကမုခစာတီရစေရွှေဘုသမိုင်းမှာမင်းစတွေရေညူဝိုင်းကလေးလျက်ပေအ
ဘာတွေဖြစ်နေတယ်လဲမြေကြီးမှာဘာတွေဖြစ်နေတယ်လဲနတ်ခတ်တွေဘာဖြစ်နေတယ်လဲကဘာမှာဘာဖြစ်နေတယ်လဲခုနှစ်ရက်သားသမီးတွေဘာတွေဖြစ်နေကြတယ်လဲသိကျင်သလားသိကျင်သလားသိကျင်ဝယ်ဖတ်တစ်ချက်ဗေဒကဝိဆရာပင်ရဲ့ဟောစရန်နေဗေဒကဝိဆရာပင်ရဲ့ဟောစရန်နေမှန်ပါဖာမှန်ပါလဲကွာကျန်ညံဖာမှန်ကွာဟာငါပစ္စည်းငါရောက်တာပဲကွာငါဘေးရင်ဟောတဲ့ဘက်ကိုမင်းဘာလို့လိုက်ရောက်ရမှာလဲဟာမင်းမနေမင်းရောက်မှာလားငါဖေငါရောက်ဗေဒကဝိဆရာပင်ရဲ့ဟောစရန်နေမှန်ပါဗေဒကဝိဆရာပင်ရဲ့ဟောစရန်နေမှန်ပါဗေဒကဝိဆရာပင်ရဲ့ဟောစရန်နေမှန်ပါတနည်းအားဖြင့်မိရထားနဲ့ခရီးသွားကြတဲ့လုံသားပြည်သူများခင်ဗျာကျွန်တော်လက်ထဲမှာရှိတဲ့ပစ္စည်းကိုတခြားပစ္စည်းလို့တော့မမှတ်ကြပါနဲ့အထက်တရားမဟာကလက်ဖျားခါရတဲ့ရက်စားပါခင်ဗျာပြည်တော်ဝင်းရက်စားတကယ်ကောင်းပါတယ်ဆယ်ပြားဖို့နဲ့တကယ်အားကိုးရတဲ့ရက်စားအဖိုးနဲ့ပေမဲ့ပစိုးကွဲအောင်ပေါက်တဲ့ရက်စားစဘူးတခွင်မှာဘူးတင်ပေါက်လိုက်ရင်မအူပင်လောက်ကကိုကြားရတဲ့ရက်စားတော်တော်လေးများရက်လိုက်ရင်မော်တော်ကလေးများထွက်တယ်လို့ဘွတ်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 နဲ့နေကြည့်စားကမေဆွေးနဲ့မှားနိုင်ပါတယ်ခင်ဗျာနေကေးကြောင်တောက်စားရင်မေဝင်းမောင်နဲ့လည်းမှားနိုင်ပါတယ်ခင်ဗျာလက်ဘဝပြကရက်စားရပါတယ်လူတကအပူသိကြရင်နမူနာယူကြည့်ကြပါခင်ဗျာကျွန်တော်ရက်စားဘလောက်စွမ်းတယ်လဲဆိုရင်ချောင်းစိုးနေသလားရေကျက်နေသလားတလိတ်ကတ်နေသလားအခုချက်ချင်းတော့ပျောက်ပါတယ်အခုချက်ချင်းချောင်းစိုးနေရင်အခုချက်ချင်းထက်တော့ပျောက်တယ်ကျွန်တော်တကယ်နိုင်များမသိတာခင်ဗျာအမေတချင်းလေးနဲ့ဒီဆိုတင်ဆက်တယ်ဆိုတော့လေအမေเจ้าလေးတွေပြောရမှာဩဒါကတော့ပြောတင်ပြောထိုက်လို့ပြောရတာပဲခင်ဗျာဟုတ်ကဲ့အမေကလေမင်းသမီးတွေထဲမှာဟုတ်ကဲ့ချင်းကနေကိုအင်မတန်မှရတဲ့မင်းသမီးတလေးလို့မှတ်သားရရှိဩအငိမ့်မင်းသမီးတွေအားလုံးထဲမှာပြင်အမေကတချင်းကမှအပိုင်နိုင်ဆုံးမင်းသမီးပါဟုတ်ကဲ့ချမ်းဘူးဂီတမေဆိုတဲ့ဘွဲကိုနေရခဲ့တယ်ဟုတ်လားဟုတ်ကဲ့ခင်ဗျာဂီတမေဘွဲကိုသူအသက်16နှစ်သမီးအရွယ်တည်းကရတာဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ချမ်းဘူးအမေကဘယ်အခမ်းပွဲပဲဖြစ်ဖြစ်ဟုတ်ကဲ့နော်ဘယ်အလှပွဲပဲဖြစ်ဖြစ်အမေကိုပမျိုးသချင်းလေးဆိုပါအောင်ရိုးရချင်းလေးဆိုပါအောင်ဆိုပြီးအမေကိုခိုင်းကြတယ်။အော်အဲ့လိုဝိုင်းဝန်းပြီးတော့မှခိုင်းကြတယ်။အဲ့ဒီမှာကျွန်တော်တော့တစ်ခါကြားဘူးသေးတယ်ဗျာ။အမေကြီးပါဗျာ။ဟောကျွန်တော်တချင်းကြီးထဲမှာပြင်ဘုံပြန်နေနှမ်းတချင်းဟာပြင်တချင်းကြီးထဲမှာဆင်ပဲ။ဟုတ်ပါတယ်။အင်မတန်မှခက်တဲ့တချင်းတနာကြီးလောက်ကြာအောင်ဆိုပြတဲ့တချင်းကိုဟုတ်ပါတယ်ဗျာ။အဲ့ဒီတချင်းကိုအမေကိုဆိုတတ်ပါမလားဆိုပြီးတော့အများကဝိုင်းပြီးတော့မှပညာစမ်းကြတာ။ပညာစမ်းတာ။အဲ့ဒီအခါမှာအမေကနေပြီးတော့အဲ့ဒီတချင်းကိုပိုင်နိုင်ကြီးဆိုပြလိုက်တယ်ခင်ဗျာ။ဟုတ်လား။အဲ့ဒါလို့ဆိုပြလိုက်တဲ့အတွက်ကြောင့်မလို့ဟာဂီတမယ်ဘွဲနဲ့တော့ထိုက်တန်တဲ့မင်းသမီးပဲ။တကယ်ကိုတချင်းကနေပိုင်တဲ့မင်းသမီးပဲဆိုတာဟာပညာရှင်အားလုံးကတော့မှအသိမှတ်ပြုရတာကိုခင်ဗျာ။အငိမ့်မင်းသမီးတွေအားလုံးထဲမှာပြင်တချင်းကြီးအပိုင်နိုင်သူမင်းသမီးဆိုတာဟာစံထားရလောက်ပါတယ်။ဟုတ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာ။ကျမ်းမို့လေဆရာထားဘလို့တန်ဆန်းနေနဲ့အမေကိုတီကုန်းမေးတယ်ဆိုတာဟုတ်ကဲ့ပြောပြလိုက်ချင်တာကတော့ကြားကြရအောင်ဗျာခ
မကောင်းဘူးလားတချင်း ကောင်းတာပေါ့ဗျာ အပြိုကြီးတက်တော်ရှိ ဟုတ်ကဲ့ ဩဒါမန္တလေးကစာရေးဆရာကြီးဆရာထားရေးဆက်တာ ဟုတ်ကဲ့ဗျာ အဲ့တော့လူရွှေတော်ဆိုတာလည်းအဲ့ဒါလိုပဲဗျာ ဟုတ်ပါ ဩစာပေဂီတအရာအားလုံးမှာပြင်ကျွန်တော်တို့နှံ့ဆပြီလို့ နှံ့ဆပါဟုတ် အရက်ဒေတာဘဟုတုတဆိုတာလည်းပြည့်စုံရပြီ ပြည့်စုံရပြီပါဘုရား မှန်ရဲ့လား ဟုတ်ပါ အေးအဲ့ဒါလိုပြည့်စုံရှိဖို့ဆိုတာကဒေတာတစ်ခုမှပြင်ဘလို့သုံးလုံးနဲ့ ဟုတ်ကဲ့ ဒေတာတစ်ခုမှပြင်ဘလို့ပြောဆိုရတယ်ဆိုတဲ့စကား ဟုတ်ကဲ့ဗျာ ရှေးလူကြီးသူမများပြောဆိုခဲ့တဲ့အတိုင်းကိုကျွန်တော်တို့နီးနာခံယူပြီးမှတ်သားရပြီတော့ မှန်တယ် ဟုတ်ကဲ့ တူတူပြောမယ်ဗျာ ဟုတ်ကဲ့ တကြောင်တခါတာတရွာတစ်ဖုတ်ဆန်းစုပါတော့ ဟုတ်ကဲ့ တနယ်မှာယင်ကျေးတဲ့စကားဟာတနယ်မှာရိုက်တဲ့စကားဖြစ်တတ်တယ် ဟုတ်ပါ တနယ်မှာရိုက်တဲ့စကားဟာတနယ်မှာယင်တဲ့စကားဖြစ်တတ် ယင်တတ်တာ အဲ့ဒါလိုတကြောင်တခါတာတရွာတစ်ဖုတ်ဆန်းစုသလိုပြောကြဆိုကြတာတွေကိုကျွန်တော်တို့လူရှင်တော်ဆိုတာကလည်းပဲအလွယ်တကူသိရပြီဟိုးဗျာ သိရမှာပေါ့ အဲ့ဒါကြောင့်မလို့ငါတစ်ခုလောက်ပြောလိုက်ချင်သေးတယ် ပြောရဆောင်မယ် ပမာဆောင်လိုက်ချင်သေးတယ် ပြောပြစမ်း ငါဂျိုးပင်ကောက်ကြောက်သွားအောင် အေး မူရီကလည်းဖွဲနဲ့ရွာတယ် မိုးတွေဖိုးဖိုးရွာ ဆိုင်ရလည်းစားကြမရှိ ဘာဆိုင်မှမရှိဘူး မရှိဘူး အေး ငါဘိုက်ကလည်းစားနေ အေးပေါ့ကွာ ငါဒါနဲ့အိမ်မှာမှိုင်းနေတယ် အိမ်ရှိထိုင်မှိုင်ရတာအေး အိမ်ရှိကနေပြီးတော့အတော်ကြီးတယောက်တောင်းလေးရွဲပြီးတော့မိုးဆိုစီဆိုអော်တာပဲ မိုးဆိုစီ မိုးဆိုစီဆိုပြီးတော့ အေးအဲ့လိုអော်လာတယ် ငါတော့စားရပြီဆိုပြီးအတော်ကြီးလာပါဦး လာပါဦး မိုးဆိုစီတစ်ချက်ဖို့ မိုးဆိုစီတစ်ချက်ဖို့ ငါပကံထိုးပေးလိုက် စာပြီးကိုကဝယ်ရမှာပေါ့ အတော်ကြီးကငါမော့ကြည့် အေး အတော်ကြီးမိုးဆိုစီတစ်ချက်ဖို့ အေးလေဘာလို့မော့ကြည့်နေရဟုတ်တယ်မလားရောက်လိုက်ပါလားမိုးဆိုစီတစ် ငါ ချက် ့ကိုမော့ကြည့် အေးလေ ငါဒီဟောသားပြအတော်ကြီးနဲလို့လားရော့နှစ်ချက်ဖို့ အေးတစ်ချက်ဖို့ ငါ့ကိုအဲ့ဒီချက်မှာတောင်းလေးအตาလေးလှက်ပြ ဟာဘာတွေဖြစ်နေ ခုံဖက်နဲ့တည်တငယ်ကြီး မေခုံမနက်မှာတော့ဝယ်စားလား မိုးဆိုတော့စီလို့မိုးဆိုစီပေါ့ကွာမင်းက ပန်းပန်း ခုံမနက်ကိုမိုးဆိုမှစီးတော့မိုးဆိုစီလို့ခေါ်တယ် ဆိုးမဆိုးဘူး အဲ့ဒါပေါ့တကြောင်တခါတာတရွာတပုတ်ဆန်းစု အေးအဲ့ဒါပေါ့အဲ့ဒါပေါ့ တို့ရန်ကုန်မှာ အေး တရားလုံးကိုတရားလုံးခေါ်တယ်ဗျာ အော် SWEET sweet အဲ့ဒါက တရားလုံးကို အင်္ဂလိပ်လို ဗမာပြည်မှာတော့တို့ရန်ကုန်မှာပြင်တရားလုံးခေါ်တော့ကိုဗျာ အေးမန္တလေးကြတော့ချိုချင်းနေဗျာ ဟောဒါမန္တလေးကြတော့ချွတ်ချင်းလုံးအေး ဘော်ဒီမြိုင်ကြတော့ तू ကပြောင်းသွားတယ်ဗျာ ဘယ်လိုပြောလို့ ခေါ်လဲ တရားလုံးကိုတရားလုံးမခေါ်ဘူး ဘလို့ခေါ်တယ်လဲ စောက်စီးတဲ့ ဘယ်နဲ့စုပ်စီ မင်းရတယ်ကွာစောက်လို့ရတဲ့အစီမို့လို့စောက်စီးလို့ အမလေးတို့ကြမင်းအဲ့ဒီအစီလေးစုပ်ရင်းနဲ့ခြုံထွက်သွားမှစုပ်ချွန်းဖြစ်နေအောင်မယ် ဘာတော့ကွာ အော်ဘာမှမဟုတ်ပါဘူးအမေရဲ့ကျွန်တော်တို့အမေနဲ့တူတူအခုလိုကဖြေပြောကြဟုတ်ကဲ့လားအမေရဲ့ခုနကတော့အမေကသွားတဲ့အပြိုကြီးတက်တော်ရှင်တဲ့ချင်း ဟုတ်ကဲ့ဗျာ ဟောအပြိုကြီးတက်တော်ရှင်မှာအဲ့ဒီမှာပြင်အမေကအခုလိုကပြဖြေပြောနေတော့ဆိုတော့ကျွန်တော်တို့ကပြင်အမေကနေဒုံးလာလို့တော့ထင်သေးတယ်အမေရဲ့ အမေလားအသက်အရွယ်လဲကြီးပါပြီအသက်ရှည်လို့ကွာ ဟုတ်ကဲ့ ကိုတော့ကလေဟော ဆက်ပါဦး သမီးလေ ဟုတ်ကဲ့သမီးလေတဲ့ အမေအမေငင်းမရသမီး အမေရဲ့ ဟုတ်ကဲ့မေ သမီးတစ်ပည့်တွေကို ဟော အော်သမီးတပည့်တွေကို ဘုရားကြောင့်မှတင်ကြပြီးတော့လေ ဟုတ်ကဲ့ခင်ဗျာ နာကလေးကလေအမေမှလည်းအသက်အရွယ်ကကြီးအသက်အရွယ်ကကြီးတော့မေဖယ်သိပ်ပြီးတော့ကနိုင်ဆုံးနိုင်မလို့ ဟာဘောမေဟုတ်ပါတယ် နော် စိတ်သွားတိုင်းဘယ်ကိုပါတော့မလဲအမေရဲ့ဟုတ်တာပေါ့ဟောအခု ကကျင်တာ ဟုတ်ကဲ့အမေရဲ့တခုတော့ပြောတောင်းဆိုပြစီအမေရဲ့ ဟုတ်တယ်မေ အမေငယ်ငယ်တုန်းကအင်မတန်နာမည်ကြီးခဲ့တဲ့မောင်မောင်ဆိုလေထီယိုရှည်တဲ့ချင်းလေ အဲ ကျွန်တော်တို့တွေပြင်အခုပြန်ကြားနေရတာအမေကတချို့အလိုက်တွေကလည်းမှားနေတယ်စာသားတွေကလည်းမှားနေတယ်ဆိုတော့ ဒါတွေကိုနားထောင်နေတာ ဟုတ်ကဲ့နား အဲ့မောင်မောင်ဆိုလေထီယိုရှည်လေးနားထောင်နေတယ်အမေရဲ့ ဟုတ်လား တကယ်ပြောတာပါမေရလဲ ဟုတ်ပါ တကယ်ပြောတာပါ ဟုတ်တယ်မေ အော်ဒီလိုလား ဒီလိုပါအမေ ဟော တပါအောင်မေရလဲ လာလေစိန်ကိုအောင်သူတို့ကလောင်း မောင်မောင်ဆိုလေတော်တော်ကထီယိုရှည်မောင်မောင်ဆိုလေတော်တော်ကထီယိုရှည်ရှေ့အမေနဲ့တော့မွေးရကလေးမောင်အမေနဲ့ရှေ့မွေးရကလေး လာပါပြီ ဟော ကြည်စားမောင်မောင်နဲ့မရှိသွား ညီ ကိုစောချွန်း ဘာတိရခင်ဗျ ကိုဇာကနာ ပါရှိပါခင်ဗျ ခုနကမမောင်ဆိုလေးထီယိုရှိဆိုတဲ့ချင်းလေးနဲ့အမေကသုံးတော့ခံသွားတယ်နော် မှန်ပါခင်ဗျခုနကတော့မောင်မောင်ဆိုလေထီယိုရေတချင်းနဲ့အသုံးတော်ခံခဲ့ပါတယ် ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ ဒီချင်းလေးကအင်မတန်မှနာမည်ကြီးတဲ့ချင်းတစ်ပုဒ်လို့မသိတာတော့
မှတ်သားရတယ်နော် ဟုတ်ကဲ့ခင်ဗျာဟိုခေတ်ချိန်ကတော့အင်မတန်ရေပန်းစားခဲ့တဲ့တခြင်းပါပဲ ဟုတ်ပါတယ် ဟုတ်ကဲ့ခင်ဗျာ ဒီချင်းလေးကိုလေအမေကအသက်16နှစ်မှာသဆိုခဲ့တယ်လို့မသိတာလို့သိရတယ် အော်အသက်16နှစ်သမီးအရွယ်တုန်းကတီဆိုခဲ့တဲ့တ ဟုတ်ပါ ခြင်း ရဲ့ရှင် ဟုတ်ကဲ့ခင်ဗျာဟုတ် အမေ ကဲ့ ကလေအငင်းကားတဲ့အခါမှာအမြဲတမ်းစပယ်ပန်းပန်လေးရှိတယ် အော်စပယ်ဖြူကလေးပန်ထားတယ်ဆိုပါတော့ဟုတ်ကဲ့ခင် ဂျာ ဗျာ မို့လေကာလာသားများစပယ်ဘူးပန်အရွယ်သူကျန်းလို့စကြတယ်ရှင် အော်ကလာသားတွေကစပယ်ဖြူပန်အရွယ်တူကြံလို့တော့မှဝိုင်းစကြတာ ဟုတ်ပါတယ် လေးနဲ့လေးနဲ့ ဟုတ်ကဲ့ရှင်ဒီချင်းလေးကိုဗန္ဓုလဥပသားနေပြီးတော့ရေးဆက်တည်ကုန်းခဲ့ပါတယ် အော်စပယ်ဖြူပန်နဲ့ဒေါ်လာကလေးစိတ်အတွက်နော်သူကနေပြီးတော့ဗန္ဓုလဥပသားကရစ်ဆက်ပေးခဲ့တဲ့မောင်မောင်ဆူလေးထီယိုရှည်တခြင်းဆိုပါတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာ ဒါပေမဲ့အဲ့ဒီညမှာမတ်တီတာအနေနဲ့နေငယ်ပြောချင်တယ် အော်ဘာများပြောနေလို့ပါလဲခင်ဗျာ ဟုတ်ကဲ့ရှင်ဟိုမတ်တီတာတို့ကြားကြနေတဲ့မောင်ဆူလေးထီယိုရှိဆိုတဲ့ချင်းလေးကစာသားလေးတွေအလိုက်ကလေးရမှားနေတယ်ရှင် အော်အခုအားလုံးတီဆိုနေကြတဲ့မောင်မောင်ဆူလေးထီယိုရှည်တခြင်း ဟုတ်ပါတယ် စာသားရောအလိုက်ကိုအကုန်မှားနေကြ မှားနေကြတယ် ဟုတ်ကဲ့ခင်ဗျာပြောပြပါဦး အဲ့ဒါကြရင်အမှားကြရင်အမှန်ဖြစ်လိမ့်မှာပေါ့ရှင် အော်အမှားကြတော့အမှန်ဖြစ်တယ်ဆိုတာအမှန်ပါပဲခင်ဗျာ ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ ဒါမို့ဒီအမှားကိုအမှန်ဖြစ်အောင်ဆိုပြီးတော့မတ်တီတာတို့ကမမောင်ဆူလေးထီယိုရှိဆိုတဲ့ချင်းလေးကိုမူရင်းတိုင်းလေးပြန်လဲပြီးတော့တင်ဆက်ပြရစီ မူမှန်တိုင်းပြန်လဲပေါ်ထုတ်မယ်ဆိုပါတော့ဟုတ်ကဲ့ကြားကျင်တယ်ဗျာ ဟုတ်ကဲ့ရှင် စပယ်ပြူပေါင်းစပယ်ပြူပေါင်းလှကလေးစိတ်နဲ့မှအရွယ်တူချမ်းပြုံးစီစီသူတို့ကပြုံးစီစီသူတို့ကလောင်ရင်လေလောင်ပြောင်းခြင်းလေပြောင်းကျမကတော့မကြိုက်ပါအော်ကျမကတော့မကြိုက်ပါမောင်မောင်ဆိုလေထီယိုရှိမောင်အမေနဲ့လေမွေးတတ်ပလေသူ့အမေနဲ့လေမွေးတတ်ပလေလာပါပြီဟောကြည်စမ်းမောင်မောင်နဲ့မစီသွားနှုတ်လိုက်ညီလာကလေးစိတ်ရပြူမောင်ကတော့စိတ်ငါရက်စက်တကူလာကလေးစိတ်ရပြူမောင်ကတော့စိတ်ငါရက်စက်တကူကြည်ပါလားသူတို့ကကြည်ပါလားသူတို့ကယောက်ျားတို့မာယာတဲ့ကူရနောင်မရပြင်ရှာကမြဲပူတာယောက်ျားတို့မာယာတဲ့ကူရနောင်မရပြင်ရှာကအမြဲပူတာအချိန်ကိုဖြုံးလို့မုံကြီးထင်လာကလေးစိတ်ခင်မောင်မောင်ဆူလီတော်တော်ကကြည်ရိုးရှိမောင်မောင်ဆူလီတော်တော်ကကြည်ရိုးရှိသူ့အမေနဲ့ရှင်မွေးတတ်ပလေအမေလည်းရှင်မွေးတတ်ပလေလာပါပြီဟောကြည်စမ်းမောင်မောင်နဲ့မရှိသွားနိုင်လိုက်ညီဖတ်တရားဖောက်ဆက်
ဟာရာဖော့ဆက်နှစ်ကြီးတော်ကြီးဖာတရားဖောက်ဆက်လားလူလာပြီးတော့ဖာတရားဖောက်ဆက်အမေဘယ်သူများလဲမှတ်တယ်လင်းစေးတဲ့ဝက်နာ လင်းစေးဝက်ကနာတိတ်တဆိတ်ညတာပဲ ဟုတ်သားပဲ Bionic Woman ဆိုပြီးနာမည်ကြီးတဲ့လင်းစေးဝက်ကနာပဲ အမေနင်းကြတော့လေ Chassis Angel နဲ့ Charlie's Angel ဘယ်နဲ့လူလာပြီး Charlie's Angel အေး Charlie's Angel ဟုတ်သားပဲအမလေးတို့ကလည်း Charlie's Angel ဆိုပြီးနာမည်ကြီးနေတာလေသိဘူးလား နင်းဗမာပြည်ပါလာလို့တာလေ ဗမာပြည်လာပြီးဖျားဖူးတာပေါ့လို့ အမေညီဖျားလာဖူးလားငါလည်းဖျားလာဖူးတာ ဖျားလာဖူးတာလားအဲ့တော့ကြာ Bionic Woman ဖျားလာဖူးတယ်ဆိုပြီးတော့ကာလာသားတွေရှောက်လိုက်နေအောင်မယ် အမေနိုင်လိုက်ပါသည်အကြောင်းမပါဘူး အမလေးကဲတို့ဟာလီရောက်တဲ့နေရာတိုင်းမှာသိတယ်မလားနေရာလဲ Bionic Woman ငါလည်း Charlie's Angel ဆိုတော့လေအမလေးတို့ရဲ့စုံတော့ညာကဘရောမှအလစ်လူရှုထားလို့မရဘူးမလား ဘယ်ရမလဲအေး အမြဲတမ်းပဲမျက်စိရောနာအောင်အမြဲဖွင့်နေပြီတာပေါ့ ဟဲ့ပြောရင်ဆိုရင်ငါနားမှာလေဟော နားဆိုပြီးတော့ညီကဘယ်နဲ့နှာခေါင်းကြီးပြနေရ ဟောနှာခေါင်းကအနက်နန်နဲ့နားကကြားတယ်ဟောအမှုတန်ကြားတယ် အော်ကြားတယ်ကြား အမှုတန်ကြားတယ်ဟော ဟဲ့သွားမယ် တွားကြည့်အောင် အမှုတန်ကြားတယ်သွားကြအောင်ဟေးကျက်မ ကျမဟဲ့ လာပြီးတော့ပါလေကျမ ကျက်မလား အေးကျမညီရရောဘယ်သူတော့ တို့နာမည်ကိုသိတယ်မို့လား မသိဘူး မောင်ခိုးပရင်လောကမှာ အေး မမမွေးရဲ့လူယုံတော်ဂျင်မ ဟဲဝယ်ဦးပြန်ရောကမပြောက်သေးဘူးထင်တယ် နေစမ်းပါဦးရှစ်ဆက်ကဂျင်လေတဲ့ဂျင်မနဲ့ဂျင်မနဲ့ ကျမနဲ့တွေ့ကြပြီနော် တွေ့ကြပြီ နေစမ်းပါဦးနင်အခုလုတ်တဲ့လုတ်ကဘာလုတ်လဲ ဟာအဖြူရီငါအဖြူ ဟုတ်လားဟဲဟန်ကြလိုက်လေ ညီရရောဘာတွေလုပ်နေတော့ ဂျင်မရေ အေး စောစောစီစီကပြောပါလား ညီရောဘာတွေလုပ်နေတော့ ဂျင်မမှာ အေး အစိမ့်တွေတောင်ပုံရပုံရှိတယ်ကွ ဟာကျမမှာအစိမ့်နေရှိတယ် ဒီလိုအချိန်နဲ့ဒီလိုအခါမျိုးမှာ အေး ဂျင်မစီကအဖြူနဲ့ အဖြူနဲ့ ဂျင်မစီကအစိမ့်နဲ့ဆိုလို့ရှိရင် ပေါင်းလိုက်ရင် အန်ကြိုက်ပဲဟောဒီကဗမာပြည်တပြည်လုံးကို တိုင်လုံးပြစ်နိုင်တိုင်လုံး တိုးတိတ်ထားနော် တိုးတိတ်ထားရမယ် ဘာကိစ္စဟဲ့မလောက်နဲ့ဟဲ့အမလေးတော့ပါကြောင်းလောက်ကြပါဦး လောက်ကြပါအောင်လောက်ကြပါ ဘာလောက်ကြတော့ မလုံနဲ့6 ရှင် လုံး တို့ဘာလောက်ကြ6လုံးမြူ အေး6လုံးမျိုးနဲ့ချိန် ရှင်တို့ဘာလောက်ကြတာတော့ သူတို့ကဘာလုတ်တာလဲ ဟဲ့ညီတို့ကဂျင်မနဲ့ဂျင်မမဟုတ်လား သိတယ်မဟုတ်လားဘာလို့ပြောနေတာလဲ ညီတို့လက်ထဲမှာအဖြူတွေအစိမ့်တွေရှိတယ်မဟုတ်လား သိရင်ပြီးတာပဲလေ အဲ့ဒါထုတ်ပေး ဘာလို့ထုတ်ပြရမလဲဒါကတို့ဒီနေ့အသေးတွေနှလုံးထဲကနေပြီးတော့ခိုင်ခိုင်မြဲမြဲဖွက်ထားရမယ်ပစ္စည်း မှန်တယ် မထုတ် မပေးဘူးဟုတ်ကမပေးဘူးကဲ အာမလေး အောင်မလေးအောင်ပြန်လေ အောင်မလေးဘယ်အောင်မြတ်လေးတယ် ဘယ်နဲ့အောင်ချက်လေးလဲ အေး ထုတ်ပေးမလား တော့မထုတ်ပေး ညီတို့လက်ထဲမှာရှိတဲ့အဖြူနေအစိမ့်တွေကိုပေးမလားမပေးဘူးလား မပေး ဂျက်မအသက်ပါအသေးခံမဲ့လုံးဝမထုတ်ပေးဘူး မထုတ်ဘူးဒါရင် ဩဒီလိုလား ပြောလိုက်စမ်းပါ နင်တို့လက်ထဲမှာရှိတဲ့အဖြူဆိုတာဘိန်းပြီနင်တို့လက်ထဲမှာရှိတဲ့အစိမ့်တွေဆိုတာကြောက်စိမ့်နေမဟုတ်လား ဘယ်လာအဖြူဆိုတာကအင်ကြီးအဖြူအစိမ့်ဆိုတာကကြောင်းစိမ့်လုံးကြီးအဲ့ဒီအဖြူနဲ့အစိမ့်ကိုငါတို့ညောက်ကပေါင်းပြီးကြံစီနေတာ ဆိုင်နိုင် ခင်ဗျာမသိတာလေ ကိုသိမေ ဟုတ်ကဲ့ဗျာ မမောင်ဆိုလေးထီယိုရှိဆိုတဲ့ချင်းလေးဒုတိယဘက်ကိုမသိတာပြောပြမယ်နော် ဩအဲ့ဒီအကြောင်းလေးပြောပြအောင်မယ် ဟုတ်ကဲ့ရှင် ကြားကျင်တယ်ခင်ဗျာ ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ ဒီချင်းစာသားလေးမှာအမေဟာယောက်ျားတွေကိုမယုံဘူးတဲ့ရှင် ဟောယောက်ျားလေးကိုမယုံဘူး မယုံရဲအောင်တော့ဖြစ်နေဗလား ဟုတ်တယ်ရှင် ဟုတ်ကဲ့ ယောက်ျားတွေကလေကြောရအောင်ကြက်နေလို့အမေကဆွဆွဲနေရှင် ဩအေးပေါ်လေးဘဝနာကြည့်ချက်လေးတွေရှိမှာပေါ့ ရှိမှာပေါ့ အ
တိတ်ကစားကြောင်းလေးတွေရှိချင်တယ်ရှိမှာပေါ့ဗျာ ဟုတ်ကဲ့ ကျမ်းမို့အမေဆွဆွဲတဲ့အကြောင်းအရာလေးကိုပြောပြလိုက်ချင်တာကတော့ ဘလို့ ဘယ် များ လိုများပါလဲမ ပြောပါရဲ့ရှင် ယောက်ျားဆိုရင်ကြောက်ပါပြီကြောယုံကြံလိုက်မည်လူယူလားလူစမ်းလားမောင်မျက်နာတီယောက်ျားဆိုရင်ကြောက်ပါပြီကြောယုံကြံလိုက်မည်လူယူလားလူစမ်းလားမောင်မျက်နာတီ လာကလေးစိန်ကိုအောင်ကြည်ပါလောင်းသူတို့ကလောင်းမောင်မောင်ဆိုလေးတော်တော့ကူကကြည်လို့ရှိမောင်မောင်ဆိုလေးတော်တော့ကူကကြည်လို့ရှိသူအမိနဲ့ရှင်မွေးတတ်ပလေမောင်အမိလည်းရှင်မွေးတတ်ပလေလာပါပြီဟောကြည်စမ်းကြည်စမ်းမောင်မောင်နဲ့မှကြည်သွားနောက်လိုက်ကြီး စားနိုင် များမသိလား မသိတာခုနကတင်ဆက်တဲ့ချင်းတွေကမမောင်ဆိုလေးထီးရှိတဲ့ချင်းနော် ဟုတ်ကဲ့ခင်ဗျာ အဲ့ချင်းမှာခုနကမသိတာမှားနေဆိုတဲ့အကြောင်းအရာလေးပြောထားတယ်နော် ဟုတ်ကဲ့ဒီတချင်းမှာအလိုက်လေးတွေမှားတယ် မှားတယ် စာသားလေးတွေမှားတယ်လို့ခုနကတော့မသိတာပြောသွားတာ ဟုတ်ကဲ့ရှင် ဟုတ်ကဲ့ဟုတ်ကဲ့ အမှားကြရင်အမှန်ဖြစ်ပါတယ် ဟုတ်ကဲ့ခင်ဗျာအမှားကြရအမှန်ဖြစ်တတ်တာဟုတ်ကဲ့ โอเคအဲ့မှားတာကိုပဲမသိတာတို့ကိုယ်တိုင်ဆိုကြတယ်ကကြတယ် ဟုတ်ကဲ့ခင်ဗျာ နော်ဘာဖြစ်လို့လဲဆိုတော့မသိတာတို့ရဲ့ပညာရှင်ကြီးကဆိုခဲ့ရကခဲ့ရဆိုတော့လေဒီချင်းကိုမှန်နေချင်ပြီးမသိတာတို့ကလည်းဆိုကြကကြတယ် ဩကိုရှေ့ကလူတွေကဒီလိုပဲကသွားတော့ကိုကလည်းဒါကိုမှန်တယ်ထင်ပြီးတော့လိုက်ပြီးဆိုခဲ့တယ်လိုက်ပြီးကခဲ့တယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ညီငယ်ညီမငယ်လေးတွေ9နှစ်6နှစ်သမီးလေးတွေအကတင်တဲ့အရွယ်အစားလို့မမောင်ဆိုလေးထီးရုပ်ရှည်ဆိုရဲအခုအများဆိုနေကြတယ်အမားကြီးကိုအဲ့ဒီအတိုင်းပဲပါဇက်ဆွဲနေကြတယ် ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ခင်ဗျာ နော်အဲ့ဒီချင်းကဘယ်နေရာမှားတယ်ဘယ်နေရာကိုမှန်နေဆိုတာကိုအမေနဲ့တွေ့တဲ့အခါကျတော့အမေကသမီးရေဒီနေရာလေးကမှားနေတယ်ဒီနေရာလေးကမှန်နေဆိုပြီးအမေကပြောပြတယ် မှန်ပါခင်ဗျာဟုတ်ကဲ့ ခုနဥစားယောက်ျားဆိုရင်ကြောက်ပါပြီကြောုံကြံလိုက်ပြီနော်အဲ့ချင်းပြီးတဲ့အခါကျတော့လှကလေးစိတ်ငိုအောင်ကြည့်ပါလားသူတို့ကလှ ဟုတ်ကဲ့ အဲ့စာသားလေးဆိုရင်ဒါကြံခဲ့တယ်ရှင် ဒီစာသားဟာအခုဆိုနေကြတဲ့လူတွေထဲမှာမပါပါ ပါ ဘူး ခဲ့ဘူးနော် ဟုတ်ကဲ့ ပါခဲ့ဘူးနောက်ပြီးတော့နောက်ဆုံးပိုက်ဖြစ်တဲ့ကြံကြံဖန်ဖန်ရေးမှရေးတတ်ပြီဆိုတဲ့ ဟုတ်ကဲ့ ပိုက်လေးရှိသေးတယ်ရှင် ဩ ဟုတ်တယ် အဲ့စာသားလေးကလည်းစာသားလေးမှန်ပေမဲ့တီးသွားအလိုက်ကလေးကမှားနေ အော်ကျွန်တော်တို့ လိုက်မှားတာ ကြမ်းကြမ်းဖမ်းဖမ်းရေးမှရေးတဲ့ပလေးမောင်မောင်ဆိုလေးထီရုပ်ရှည်ဆိုအော်အဲ့လိုမျိုးအလိုက်ကကျွန်တော်တို့ဆွဲခဲ့တာ ဆွဲခဲ့ ဒီအလိုက်ကမှားနေတယ် မှားနေတယ် ။အော်ဒါပြင်အမှန်ဆိုတာလေးကိုကြားကျင်တယ် ကြားချင်တာ ဟုတ်ကဲ့ ကြားချင်မသိတာဆိုပြမယ် ။ကြားကြအောင်ခင်ဗျာ ကြံကြံဖန်ဖန်ရေမရေရပလီမောင်မောင်စူလီတီယိုရှိကြံကြံဖန်ဖန်ရေမရေရပလီမောင်မောင်စူလီတီယိုရှိအမြန်ယခုပါလာပါပြီပန်ဒူလာစာကိုစီမောင်မောင်စူလီတော်တော်ကူက ။ထီရုပ်ရှည် မောင်မောင်စူလီတော်တော်ကူက ထီရုပ်ရှည် တကမီနဲ့ရှင်
ရုပ်မြင်သံကြားအစီအစဉ်မှာထူးခြားတဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်တို့တင်ဆက်ပါဦးအဲ့ဒါကဘာလဲလို့ဆိုတော့မကြာခင်အချိန်တောအတွင်းမှာဖွင့်လှစ်တော့မယ်ရုပ်မြင်သံကြားစတူဒီယိုအသစ်ကြီးမှာဖြင့်မြမရုပ်မြင်သံကြားသတင်းဖတ်ကြားဖို့အတွက်ဝန်ထမ်းတွေလို့ရှိပါတယ်အဲ့ဒီဝန်ထမ်းတွေကိုကျွန်တော်တို့သတင်းစာတွေကနေပြီးတော့တဆင့်ခေါ်ယူစေခဲ့ပါတယ်အဲ့ဒီခေါ်ယူစေခဲ့ပြီးတဲ့နောက်မှာအရေးချင်းပြည့်မီသူတွေကိုကျွန်တော်တို့စာမေးပွဲရေးဖြေစာမေးပွဲကျင်းပခဲ့ပါတယ်အဲ့ဒီကနေအောင်မြင်လာတဲ့သူများကိုနှုတ်ဖြေစာမေးပွဲဆက်လက်ပြီးတော့ကျင်းပဖို့ဒီကနေ့အခါမှာကျွန်တော်တို့ချိန်ဆထားပါအဲ့တော့ရုပ်မြင်သံကြားပြိတ္တကြီးပါတပါးတဲ့ကြည့်ရှုအကဲဖြတ်နိုင်အောင်လို့ကျွန်တော်တို့နှုတ်ဖြေစာမေးပွဲပါဝင်ဖြေဆိုကြမယ်ပုံကိုများကိုပါတပါးတဲ့ဒီနေရာကိုကျွန်တော်တို့ခေါ်ထားပါတယ်ဥစ္စာပထမသတင်းလာရောက်ပြီးတော့ဖတ်ကြားမယ်ပုံကိုကတော့အဖအမည်ဥတုတ်ကြီးသားမောင်ပိန်ပိန်ဖြစ်ပါတယ်မောင်ပိန်ပိန်ကြွပါမောင်ပိန်ပိန်အနေနဲ့သတင်းဖတ်ကြားဖို့အလုပ်လာလျှောက်ထားတယ် ဟုတ်ပါတယ် ရေးဖြေစာမေးပွဲလည်းအောင်သွားပြီအဲ့တော့အခုဒီသတင်းလေးကိုနှုတ်ဖြေစာမေးပွဲအနေနဲ့ဒီသတင်းအတူလေးကိုမင်းပြိတ္တတွေရှိမှာဖတ်ပြနော်ဘာမှမကြောက်နဲ့ဘယ်သူ့မှကြောက်စရာမလို မြမရုပ်မြင်တန်ကြားအစီအစဉ်မှမိုးလေဝတ္တအထူးတတင်းများကို တငယ်ဟိုမင်းဥပြောပြမယ်နော်မြမရုပ်မြင်တန်ကြားမိုးလေဝတ္တအထူးသတင်းနော်တနဲ့တနဲ့တော့ပြအောင်ဖတ်ကွာနော်အေးပြန်ဖတ် မြမရုပ်မြင်တန်ကြားအထူးတတင်းများကို သွားကွာတနဲ့တနဲ့မှမပြီးဘဲနဲ့သတင်းလာဖတ်ချင်လို့ရမလားကွာလူကုန်နေမှနောက်တစ်ယောက်အဖပုကျင်ယူတာမောင်တက်တူမင်းခုနကကောင်းတဲ့ဆိုင်အင်္ဂရုပ်လည်းကောင်းတယ်ရိုးကျိုးပုံပဲဘာမှမကြောက်နဲ့သတင်းပတ်တယ်ဆိုတာလူတွေကိုကြောက်နေလို့မဖြစ်ဘူးကင်မရာတွေကိုကြောက်နေလို့မဖြစ်ဘူးဟုတ်တယ်မလားရော့ဖတ်ပြလိုက် မင်္ဂလာပါခင်ဗျာမြမရုပ် ဘာမှမကြောက်နဲ့နော် ဟုတ်ကဲ့ ဘသူကိုမှကြောက်စရာမလိုဘူးနော်အေးစိစိတာဖတ်သွားပြိတ္တကြီးလည်းမင်းကြောက်နေစရာမလိုဘူးကင်မရာကြီးတွေလည်းကြောက်နေစရာမလိုဘူးနော်အေးစိစိလေးဖတ်သွားဘာမှမကြောက်နဲ့ပြန်ဖတ်မြမရုပ်မြင်တန်ကြားမိုးလေဝတ္တတွားအထနဲ့သတင်းဖတ်ချင်လို့ရမှာစိတ်ညစ်တယ်တယောက်လာလဲစကားမပြီးဘူးနောက်တစ်ယောက်လာလဲအထနောက်တစ်ယောက်အဖအမည်ဥစုပ်ပြတ်သားမောင်စုပ်ချွန်းလာဘုံကကုတ်ချောင်းနဲ့ခုနကကောင်နှစ်ကောင်ထက်ဆိုင်မင်းအင်္ဂရုပ်ကအများကြီးသားနာတယ်ဗဇက်လဲကျဲတယ်အတန်ကောင်းမဲ့ပုံပဲဘာမှမကြောက်နဲ့နော်ဒီကင်မရာကြီးတွေမင်းရှေ့ရရိုက်နေတာကိုဘာမှမကြောက်နဲ့ဒါတွေကိုကြောက်နေလို့မဖြစ်ဘူးနော်ကဲရော့ဒီစာရွက်လေးကိုင်ဒီသတင်းလေးကိုထစ်ကောင်းမဖြစ်စေနဲ့တေးသေးချာချာရှော့ချူလေးဖတ်ပြလိုက်စမ်းဟုတ်ဘူးမင်းဒီသတင်းကိုဖတ်ဘာမှမကြောက်နဲ့နော်ကြောက်တဲ့စိတ်လန့်တဲ့စိတ်တွေဖယ်ထားအဲ့ဒီသတင်းကိုပဲဖတ်ဘာမှမကြောက်နဲ့ဖတ်လေကွာဖတ်အဲ့ဒီသတင်းကိုဖတ်ဘာမှမကြောက်နဲ့အဲ့ဒီသတင်းကိုတခါတည်းဖတ်ပြလိုက်တယောက်လာလဲတယောက်လာလဲဘယ်လိုလုပ်သတင်းသွားဖတ်လို့ဖြစ်တော့မှာသေရောတော့ပြောစီပါစေ ဟုတ်တယ်ဗျာပြောနေကြစီကလေးစီပေါ့ ရေမောစရာဆိုပြီးတော့နော် ဟုတ်ကဲ့ခင်ဗျာ ကိုစားနိုင် ခင်ဗျာမသိတာရေ နာမသိရတော့တင်ဆက်တဲ့အချင်းကြီးအမေချင်းကနှစ်ပုတ်ပြီးသွားပြီနော် ဟုတ်ကဲ့ခင်ဗျာအပြိုကြီးတက်တော်ရှိရဲ ဟုတ်ပါတယ် မမောင်ဆိုလေထီယိုရှိရဲမှန်ပါခင်ဗျာ အမေကအညစ်မင်းမီဘွားမှာတော့ကချစ်တဲ့ချင်းကိုအနည်းဆုံးဆိုခဲ့တယ်မင်းမီလို့မသိရတော့တီးရတယ်
ချစ်တဲ့ချင်းဆိုတာတိတ်မရှိပါဘူးဟုတ်ကဲ့ တိုင်းပြည်ပြည်သူတချင်းတွေကိုအများဆုံးဆိုခဲ့တဲ့မိနစ်တလဲမဟုတ်လားရှင် မှန်ပါပေါ့ဗျာမှန်တာပေါ့ဟုတ်ကဲ့ အခုငါတီတာတီးဆိုပြီးတော့ကပြမဲ့ချင်းလေးကဆရာချင်းရေးဆက်တီကုန်းနဲ့တောင်သူလေသမားဆိုတဲ့ချင်းလေးဖြစ်ပါတယ် ။အော်တောင်သူလေသမားကြီးတွေကိုဂုံပြုတ်ထားတယ်တောင်သူလေသမားတချင်းဟုတ်ကဲ့ခင်ဗျာ အဲ့ဒါကိုလူများပြင်ဆက်မယ်ဆိုတာကိုကြည့်ကြမလားရှင် ကြည့်ရပါကြဗျာ ဒါစားရင် အမိမြမပြီအမိမြမပြီပြူထောင်းငါလေကိုစိတ်ပါတဲ့အလုတ်တဝန်ကိုစီခုံကျေးဇူးလေတကယ်ကြည်ပေသည်ကုံကျေးဇူးလေတကယ်ကြည်ပေသည်အလီကယူပြုရန်အလီလီတရားတစ်ပါးသောလူအပေါင်းတွေကျေးဇူးရှင်အစေမမပေသည်နေရောညင်မာနေရောညင်မာဝမ်းသာတွေ့ကိုဤဒါနသီလဖြစ်နိုင်သည်လူတို့အင်အားဖြစ်ကညီယဟန်အပေါင်းကိုစွန့်လောင်းနိုင်သေးသည်တကယ်သာအဒီနေတလွားပြေလေသမားတွေအခြေခံကိုတည်ဒါနသီလဖြစ်နိုင်သည်လူတို့အင်အားဖြစ်ကညီယဟန်အပေါင်းကိုစွန့်လောင်းနိုင်သေးသည်တကယ်သာအဒီနေတလွားပြေလေသမားတွေအခြေခံကိုတည်ကဘာမြတ်တပေါ်ယေရှုရှင်စစ်သည်တဘောမြတ်ကကြီးပြောပြပါမည်တော်သာမျိုးသာမခွဲကြပဲပေါင်းစုကကြီးအမှန်ပဲတလီလလရေးလဲမနေပဲအောင်ရမည်ဘယ်စားလဲမေးရင်ဖြေမည်လေသမားပဲကျွေးမွေးပေသည်ယေရှုရှင်မမပေသည်ဘယ်စားလဲမေးရင်ဖြေမည်လေသမားပဲကျွေးမွေးပေသည်ယေရှုရှင်မမပေသည်အခါတော်မူတတချောင်းကြီးနဲ့ဗမာပြည်ကြမယ်မနေပဲယုံကြည်အော်လူလူဌာနအာရထံဝေညီ တက်တူရေ လူသားအောင်တကယ် ဟောတို့တွေအမေတော်လာကလေးစိန်ပြန်လဲဖော်ထုတ်ဖို့စီစဉ်အပါတွေကစူးစမ်းကြ ဟုတ်ကဲ့ မဟုတ်ဘူးလား ဟုတ်ပါ အေးအပါတွေကစူးစမ်းကြဖို့အတွက်တို့တွေအမေကိုရန်ကုန်မြို့မြမရုံမြင့်တန်ညာအစီအစဉ်မှာလာရောက်ပြီးတော့ရိုက်ကူးပါဆိုပြီးတော့မန္တလေးထီတို့သွားခေါ်ခဲ့ကြတာလေ ဟုတ်တာပေါ့ အော်အဲ့မန္တလေးသွားတော့တော်တော်ပျော်စရာကောင်းတာပါ မင်းမန္တလေးသွားတော့ပျော်စရာကောင်းဆိုမင်းမန္တလေးမှာတော်တော်အားတဲ့ကောင်ကွာလူရှင်တော်လုပ်ပြီးအဲ့ဒီကောင် ဘယ်လိုလဲ ဆုတ်ချွန်း မင်းမန္တလေးသွားတော့စုတ်ချုံအကြောင်းပြော အေးတော်တော်အားတဲ့ကောင်ကွာ မင်းရှောက်ပြောနေ ငါအားရဘူးကမရရဲ့ အာမင်းငါဈေးကြိုထဲမှာဒီကောင်မန္တလေးမုတ်ဒီစားပါစီတော့ဆိုပြီးငါစေတနာနဲ့ အေး
တော်ကြီးမန္တလေးမုတ်တီနှစ်ပွဲပြပါငါလှမ်းပါလိုက် မန္တလေးမုတ်တီနှစ်ပွဲပေးပါဆိုမှားလိုက်တယ် စပွဲတို့ကောင်လေးကမန္တလေးမုတ်တီတူးတယ်ဆုတ်ချုံးပြားတလဲထပြီးတော့ အေးဘာပြောလဲဒီကောင် အတူမယူဘူးအကောင်းယူမယ် မင်းတော်အားတယ်ကောင်တူးဆိုတာကအတူပြောတာမဟုတ်ဘူးတူးဆိုတော့အင်္ဂလိပ်လိုနှစ်လို့ပြောတာ အဲ့ဒါပြောတာတော်တုံးနေကောင် အဲ့လိုကြီးလားအဲ့လိုသာဆိုရင်တကယ်အဲ့ဒါတက်တူမှ ပြောတာ မင်းသူများရှောင်ပြောနေမင်းလည်းငါအားပဲ ဒီကောမင်းမင်းမသိဘူး ပြောတာပါ မန္တလေးရောက်တယ်ဗျာမန္တလေးတောင်သွားမယ်အဲ့ဒီမှာမွေကြီးနှစ်ကောင်ရှိတယ်မင်းကိုငါပြမယ်လို့ဆိုတော့ အေးပြောစမ်း ပေါ်သွားတာ ဘာဖြစ်လဲငါလိုက်ပါ တောင်ကြီးလဲရောက်တော့ဗျာမွေကြီးတွေတဲ့ကဇွန်းရွက်တွေရောပေါက်ပေါက်ဆိုပြီးတော့တခါလဲပြေးဝယ်တာ ညက်လီငါပြေးဝယ်တာဘာဖြစ်လဲငါမ ကြည်သားဘလောက်အားလဲမန္တလေးတောင်ပေါ်မွေကြီးကကြောက်ရွံ့ကြီးกว่าမင်း မင်းတောင်ကြီးရောက်မှများကသွင်းရပပောက်ဆိုငွေကျွေးမလို့တော့မွေကကြောက်ရုပ်ကြီးတယ်ဟော ငါမသိတာ မင်းတော်အားတယ်ကောင်မင်းတို့နှစ်ကောင်အားတယ်ဆိုတာတော်သေးတယ်အဲ့ဒီကောင်ပိန်ကိုတော်အားတယ် မင်းဆိုစမ်းပါ ငါမန္တလေးရောက်တယ် မပြောနဲ့ဘာဟာမင်းအဲ့ဒါတော့ပြောတယ်မင်း မဖြစ်လေကွာပြောတာမင်း ရှက်စရာကြီး မင်းမန္တလေးကတော့ရောက်သွားတယ်မန္တလေးရောက်သွားတော့မန္တလေးမှာကွာဘာစကားမှတ်တိုင်တွေကလူနာမည်တွေနဲ့မှဲ့ထားတာကွာဥပမာကွာဟိုကနဂါတော်ဦးဆိုရင်ဒါနဂါတော်ဦးမှတ်တိုင်ဟုတ်တယ်မလားဟောတင်မြအချုပ်ဆိုင်ဆိုလို့ရှိရင်ဒါတင်မြအချုပ်ဆိုင်ဟောဒါမှတ်တိုင်နာမည်ကရှစ်ဆက်သွားဗဘဲဘိုဥဖိုးစိန်ဆိုလို့ရှိရင်ဗဘဲဘိုဥဖိုးစိန်မှတ်တိုင်အဲ့ဒါလို့မှတ်တိုင်တွေကလူနာမည်တွေနဲ့မှဲ့ထားတာဟိုကသူတို့ပစ္စည်းတွေဌာနတွေရှိတဲ့နေရာအလိုက် ဟုတ်တာဗော အဲ့ဒီကြတော့ငါတို့ကဘာစကားတက်စီတယ်ဒီကောင်နဲ့ငါနဲ့နှစ်ယောက်တဲ့စီးသွားရောကွာဘာစကားပေါ်လဲရောက်ကောရှေ့နာကျတော့နဂါတော်ဦးမှတ်တိုင်ရောက်တော့လေအဖွားကြီးတယောက်ကထပြီးတော့ဒေါ်ဦးပါတယ် တော့ဥပါတယ် ဘာစကားရပ်ပြီးတယ်ဆင်းသွားရော ဆင်းသွားတယ် ဒီကောင်ကကြည် ကြည့်နေပြန် မန္တလေးကတစ်မျိုးပဲနော်မဲဒီကောင်ကြည်အဲ့ဒါကားရဆက်မောင်း ဆက်မောင်းပါ ရှေ့ဆက်တော့လို့ဟိုတင်မြအချုပ်ဆိုင်လားလဲရောက်မှတ်တိုင်လားလဲရောက်ရောလေ ဟုတ်ပြီ ကောင်မလေးတယောက်ကထလာပြီးတော့တင်မြပါတယ် အဲ့တစ်ပါတယ် လက်ကျူးလေးတော့ဆင်းသွားရော ဆင်းသွားပြန်အောင် ဒီကောင်ကြည့်မန္တလေးကတစ်မျိုးပဲတဲ့ကို့နာမည်ကိုပြောပြီးစင်းကြတယ်လေဒီကောင်စောင့်ကြည့်တို့ကြတော့ကားရရှေ့လေးဆက်သွားတော့ဗဘဲဘုံဥပိုးစိန်မှတ်တိုင်ရောက်ဗဘဲဘုံဥပိုးစိန်မှတ်တိုင်လေးရောက်လေရောက်ကောအဖိုးကြီးတယောက်ကထားပြီးဥပိုးစိန်ပါတယ် နာမည် ကားရှက်ပြီးတော့ဆင်းသွား ဆင်းသွားပြန် ဒီကောင်အဲ့ကြတော့တေးကြပြီတဲ့မန္တလေးမှာဗစကားဘောကဆင်းရင်ကို့နာမည်ကိုပြောဆင်းရတာတေးကြပြီဟာမန္တလေးတက်ကတူရှေ့လဲရောက်ကောဒီကောင်ဘာပြောတယ်မှတ်လဲပိတ်ပါတယ်တဲ့ကားလမပဲရပြောတယ်ကွာပိတ်ပါအဲ့ဒါလောက်ပါတယ်ကောင်အဲ့ဒါ သိပါလေကွာမင်းတို့ကပိတ်ပါရဲဆိုပြီးကားဆက်မောင်းတော့တာမန္တလေးအုပ်ဆက်ရောက်သွားတာပဲ ကိုတက်တူ အဒီတိုင်း ကိုဆုတ်ချွန်း မသိတာခင်ဗျ ကိုပိမင်း အမှုတော့ထမ်းလိုက်ရပါပဲ ဆိုင်နာ မလစ်လက်ကြောင်းပါ အခုမတိတာတင်ဆက်မြတ်ချင်းလေးကရဲစိတ်ရဲမှန်ဆိုတဲ့ချင်းလေးဖြစ်ပါတယ် ဟောရဲစစ်ရဲမှန်ဆိုတဲ့တချင်းဖြစ်ပါခဲ့ခင်ဗျာ နော်အဲ့ဒီချင်းလေးက1942ခုနှစ်ဇွန်လ2ရက်နေ့မှာရဲဘော်3ကြိတ်ကိုဂုံပြည့်ရဲ့ပွဲမှာတီးဆိုတဲ့ချင်းဖြစ်ပါတယ် ဟောမန္တလေးမြို့မှာရဲဘော်၃ချိန်ကြီးများကိုဂုံပြုတ်ခဲ့တယ် ဟုတ်ပါတယ် အဲ့ဒီအချိန်တုန်းကတီဆိုခဲ့တဲ့တချင်း ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ အဲ့ဒါကိုမတိတာအနေနဲ့ပြန်လဲပြီးတော့ဖော်ထုတ်ပြီးတော့တင်ဆက်ချင်တာကတော့ ဘလို့များပါလဲခင်ဗျာ ဒီလိုပါရဲ့ရှင် ကဘာတွင်ရာဇဝင်မညှို့ခဲ့ပါဘူးကဘာတွင်ရာဇဝင်မညှို့ခဲ့ပါဘူးတို့အမျိုးမြမတွေသွေးဆိုတဲ့တတိကဆွေမြေခဲ့ပြီဖုံးနဲ့လျုံတိမ်ငါဖုံးတယ်လို့ဖုံးနဲ့လျုံတိမ်ငါဖုံးတယ်လို့နှစ်ပေါင်းတော်ကြာညွန်းနွားငယ်ညွန်းနွားငယ်ရှာဗမာမန္တမြတမ်းမုံတွေကိုစားခဲ့ရသလားဗမာမန္တမြတမ်းမုံတွေကိုစားခဲ့ရသလားယောက်ျားစားနေဗမာပြည်ပြီတတိတွေမွေးမြူနိုင်ရ
လည်းမရောက်သေးပါလား အင်းမီစုကလည်းလောက်တာ ဟာကြည်စမ်းမေရီတက်တူ နော်ပပီပိန်ပိန်လား ပပီပိန်ပိန်ပပီပိန်ပိန် စူဇန်မမီဘူးလား စူဇန်နင်ကဒိုကြောင်းမဟုတ်ဘဲနဲ့ဘာလာလောက်တာတော့ ဩမင်းတက်သူကအဆွဲကောင်း တင်ကောင်းလို့ဆိုပြီးအပြတ်ဟားတယ်ဆိုခေါ်လာ အ တာ မေကြီးဆွဲလာတာဆရာတော့နင်းကိုနော်ဟွန်းဟွန်း ဒါမဲ့စူဇန်ကမယုံပါဘူးဆရာ ဘာလို့လို့ ညီတကယ်မိုက်ပါတယ်လို့ပြောနေ တကယ်မိုက်တာပေါ့ တကယ်မိုက်တာ ဒီပေါ်လေးထားပါတော့ထားပါတော့ တို့ဆရာတကယ်မိုက်တာသလား လို့ဆရာမလာသေးလားမသိ မ ဘူး လာသေးဘူးတို့ဆရာအသင်ကောင်းလို့၄နှစ်ရှိပြီ10ရမ်းမှာ4နှစ်ရှိပြီပျော်လုံးကကြီးလို့တို့ဒီမှာလာတက် တကယ်ပြောရတယ် တကယ်ပြောတာ ဒါမဲ့စူဇန်နဲ့တက်မယ်စူဇန်နဲ့တက်မယ် ဆရာလိုက်နဲ့အသာကြည့်နေတို့ဆရာအပြတ်မိုက်တာအမေနေပြောနေတယ် အပြတ်မိုက်တယ်အပြတ်မိုက်တယ် ဆရာလည်းဒီမှာနောက်ကျပြလိုက်တာဟဲ့ အဲ့ဒါဒုဆရာပဲဒုဆရာပဲ ဟာဆရာစူဇန်ပြောတာလည်းတော့ပူမိုက်သေးတယ် မိုက်တယ် ဆရာစူဇန်အောင်ဒီအော်တိုလေးရေးပြီလား ဆရာအဲ့ဒါကျမတို့ကျူရှင်မှာအကြောင်းသူအစ်စ် အစ်ဆရာ ဘိုင်ကယူထေးရ မင်္ဂလာပါတပည့်တို့ဆရာအနေနဲ့အခုလုံးမိုးဆက်ပွင့်ကလေးတွေနဲ့အတူတူဆရာတပည့်တို့ရဲ့ကြည်လင်ရွှင်အေးတဲ့မျက်နှာကလေးတွေကိုတွေ့လိုက်ရတာဆရာသိပ်ဝန်းမြောက်ပီတိဖြစ်ရတယ်တပည့်တို့ဖြစ် အရင်မိုက်တာပဲအရင်မိုက်တာပဲ တပည့်တို့ကိုဆရာပြောပြရအောင်မဲတပည့်တို့ပြောပြရအောင်ကျူရှင်ဆရာတယောက်ဖြစ်ဖို့ဆိုတာဟာအလုံးကြီး9လုံးလိုတဲ့တပည့်တို့အလုံး ဟာလုံးလို့ဆရာရဲ့ နံပါတ်1စကလုံး ဩစကလုံး နံပါတ်2အတန်လုံးနံပါတ်3ပြက်လုံးနံပါတ်4မြက်လုံးနံပါတ်5ကျိန်လုံးတို့တပည့် ဆရာအရင်မိုက်တာပဲ ပြောပြရအောင်မဲတပည့်တို့နံပါတ်1ဆရာမှာအတန်လုံးမကောင်းပါဘူးတပည့်တို့ဆရာစကလုံးပီပီတတမပြောနိုင်ပါဘူးတပည့်တို့နံပါတ်3ဆရာပြက်လုံးနေပါတယ်မပြက်တတ်ပါဘူးတပည့်တို့နံပါတ်4ပြောပြရအောင်မဲဆိုရင်ဆရာမျက်လုံးမကောင်းပါဘူးတပည့်တို့ဆရာမျက်မှန်တတ်ထားတယ် ဟုတ်တယ် နံပါတ်5ဆရာကျိန်လုံးမကင်ပါဘူးတပည့် တို့ချစ်တာ မင်းတို့လေးတွေရဲ့ဖော့ဖျောင်းလို့ပျော်ပြောင်းလာတဲ့အသားပြင်းထက်မှာအင်မတန်ကြောက်မဲ့ဖွဲကောင်းတဲ့ကျိန်လုံးကြီးနဲ့ဆရာပဲရိုက်ရက်ပါမလဲတပည့်တို့ စေတနာ ဆရာအဲ့ဒီဖော်ပြောင်းလို့ပျော်ပြောင်းတဲ့စာတန်းကဘယ်ဝိတ္ထုစာအုပ်ထဲကဖတ်ထားတာလဲဆရာ ငိမ့်ကြော်တဲ့ကအောင် ပြောလို့သာ ဆ ပြော ရာ တာ နဲ့မင်းတို့တွေကလည်းနောက်တလူဖြစ်နေပြီဆရာမှာတကယ်ကြံနာကတော့နှလုံးပဲရှိတယ်တပည့် ဟောဆရာကျွန်တော်မှမယ် အသေးနှလုံးတပည့်တို့ဆရာရဲ့အသေးနှလုံးငိုစတဲ့မြုံနှမ်းပြီးတော့ငါတပည့်တို့အတွက်ဆရာဟာဖြင့်တစ်သက်လုံးကျူရှင်ဆရာဘဝနဲ့အယိုးထုတ်ပါတော့မယ်တပည့် ဆရာကပြောလို့သာပြောတာရုပ်ရှင်မင်းသားမြက်လေးတိုင်းပဲမြက်လေးတိုင်းပဲ ဆရာက ဟုတ်တယ် ဆရာကူမြက်လေးနဲ့တူတယ်လို့ပြောတော့ဆရာရဲ့စေတနာတွေကိုလုံလောင်ရပုံပြောင်ခိုင်းရတဲ့ရွှေသဘောမျိုးထားလိုက်တာလားတပည့်ထားလိုက်တာလား မင်းကလည်းဆရာကိုမြတ်လေးတယ် အေးမြက်လေးနဲ့တူ ဆရာမြတ်လေးနဲ့မဟုတ်ကိုကျော်ဟင်းနဲ့တူ ကြော်ရင်းနေ ကျော်ဟင်းနဲ့တူလားကြည့် ဆရာကိုကြော်ဟင်းနဲ့တူတယ်လို့ပြောတာ အေး ဆရာကိုကြော်ဟင်းနဲ့တူတယ်ဆိုရင်ဆရာလူသားအားလုံးကိုကျေးဇူးတင်ပါ ဆရာကွာ ဘယ်ကလားစူဇန်ပြောမှာပေါ့ဆရာကကြော်ဟွင်းနဲ့တူုံနေမကဘူးတေချာကြည့်လေဝင်းဦးနဲ့တူတယ် ဟုတ်တယ်ခန့်ညာနဲ့ ဆရာဟိုလေဝင့်အုံနဲ့တူတယ်လို့ပြောလိုက်တာလားတပည့်တော်ရ အမေဆရာကဝင်းဦးနဲ့တော့မဟုတ်ဘူးဇော်နဲ့ပါတူတာဇော် ဟောဘာလဲဆရာကိုဇော်ဝါနဲ့တူတယ်လို့ပြောတာလားဆရာနံပါတ်1ဒီကနန်းတစ်ပေါ့ဟော အမလေး ဆရာဘာဖြစ်တယ်ဆရာ ဆရာလေဘေးအထဲဝင်သွား ဘယ်ကလားစူဇန်ပြောမှာပေါ့
ဆရာသေချာကြည့်လေသေချာကြည့်လေဇော်ဝမ်းနဲ့လည်းမတူဘဲနဲ့ဒေါ်မြလေးနဲ့တူပါတယ် ဟဲ့ညီတို့စာမေးပွဲနာနေမှာငါစီလာပြီးအထူးဒုစာအောက်လာမလုံးနဲ့နင်တို့ကိုပြောကိုမပြောချင်ဘူး ဆရာဘယ်လိုဖြစ်သွားတာတော့ ကိုတပည့်တွေပြောစီခြင်းလွန်းလို့ဆရာကအဲ့ဒါလိုရည်စရာလေးတွေပြောပြရတာပါတပည့်တို့ပြောပြရ အဲ့ဒါကြောင့်မလို့ဆရာစီမှာလေ4နှစ်ရှိပြီ4နှစ်ရှိပြီနောက်10နှစ်တက်မယ်10နှစ်တက်မယ်10တန်းပြောတာငါ10တန်းဆရာတပည့်တို့ကိုဆရာပြောပြအောင်မယ် ပြောပြပါဦး ဆရာသင်တာဟာသင်္ချာတပည့်တို့ ဟုတ်ကဲ့ သင်္ချာဆိုတာဟာပညာပါတပည့်တို့သင်္ချာဆိုတာတညာမဟုတ်ဘူးတပည့်တို့ဆရာတပည့်တို့တော်စီရမယ်ဆရာတပည့်တို့ကြော်စီရမယ်ဆရာတပည့်တွေပေါ်စီရမယ် ဘာတော့မလဲ ဆရာတပည့်တွေဘာပေါ်မယ်ဆိုတာဆရာပြောပြမယ်တပည့်တို့ ဘာပေါ်မှာတော့ မနှက်ဖန်ကြရင်ဆရာတပည့်တွေကိုမော်တော်ကားတစ်ယောက်တစ်စီးစီပေးမယ် ဘာလို့လဲ အဲ့ဒီတစ်စီးစီနဲ့မင်းတို့လမ်းထဲမှာစိတ်လိတ်ခုံနေပါတွေရှိရင်ကောင်မလေးတွေအကုန်ခေါ်ခဲ့ ဟဲ့ဘာလို့လို့ ဆရာကျူရှင်အခန်းထဲမှာအကုန်ပြည့်အောင်ဝင်ထိုင်ကြ အကောင်မိန်းမလေးတွေကြီးပဲလား မိန်းကလေးတွေပဲလိုချင်တယ် ဘာလို့မလို့လဲမသိဘူး အဲ့ဒီမိန်းကလေးတွေအားလုံးကိုဓာတ်ပုံရိုက်ပြီးတဲ့အခါကျရင်ခန်းလုံးပြည့်အောင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးဆရာမဂ္ဂဇင်းထဲမှာဓာတ်ပုံကြော်ညာထည့်မယ် ဒုက္ခနေမကင်းနေမှာပါပြီဒုက္ခနေမကင်း အဲ့ဒါဆရာတပည့်တွေကိုပေါ်စေခြင်းနဲ့စေတနာ စေတနာစေတနာ ဆရာမိရဲ့ညီမလေးကဘကိုးမှာဆိတ်လိတ်လိတ်နေတယ်အဲ့ဒါပချိုင်လေးနဲ့ဓာတ်ပုံရိုက်အရန်လာမှာပဲ အဲ့ဒါဆိုလဲခေါ်ခဲ့တပည့်ခေါ်ခဲ့မိမိရဲ့ညီမလေးတိတ်လာတယ်ဆိုလို့ရှိရင်ဆရာကျူရှင်အထူးဒုစာအုပ်မှာမျက်နှာဖုံးမှာဓာတ်ပုံရိုက်ပြီး ဆရာ ပြောပြ ကျမတို့လမ်းထဲကပလက်စတစ်ကောက်တဲ့ကောင်မလေးတွေပါခေါ်ခဲ့လို့မရဘူးလား ရတယ်ကောင်မလေးတွေအကုန်ပါလာရင်ပြီးရောဆရာအားလုံးကိုတယောက်ဓာတ်မောက်တစ်ထုပ်စီဝေမယ်တပ ဓမ္ ည့် မကျင်းရတယ် ဆရာတပည့်တွေကိုမှားစရာရှိတာမှားရအောင်မယ်တပည့် ပါအောင်ဆရာ ဆရာတပည့်တို့အတွက်စကားတစ်ခုပေါ့တပည့်တို့ဆရာတပည့်တို့ဟာဖြင့်တစ်ချိန်ကြရင်မြကျိုးညွညွမှာကွန်းခိုးကြပါလိမ့်မယ်မြကျိုးညွညွမှာကွန်းခိုးနိုင်ဖို့အတွက်ဆရာဟာမင်းတို့ရဲ့ဂရုလင်ငယ်လေးတစ်စင်းဖြစ်ရရင်တော်ပါပြီတပည့်တို့တော်ပါပြီ ချောတယ် ပင်လေရီကိုဖြင့်ကျင်းငယ်ရီမထင်ကြနဲ့တပည့် ဆရာချောတယ်နော်ချောတယ်နော် ဆရာချောတာကိုဆရာသိတယ်တပည့်သိလုံးအားကြည့်လို့ဆရာမျက်နှာအပြည့်ကိုမဂ္ဂဇင်းနဲ့ကြော်ညာထည့်ထားတယ် ဆရာချောတယ်နော် ဆရာချောတာကိုဆရာသိတယ်တပည့်တို့ဆရာချောတာဆရာသိတယ် ချောတာ ဆက်ပြောအောင်မယ်တပည့်တို့ပင်လေရီကိုကျင့်ငယ်ရီမထင်ကြနဲ့တပည့်တို့ ချောတယ် ကြော်ကိုစားနိုင် ခမများမသိလား ခဏမတရားတင်ဆက်တဲ့အညီကအမေတို့လှိုင်းလေးစင်ရဲ့အညီခန္ဓာပဲဖြစ်ပါတယ် ဟုတ်ကဲ့ခမများအမေဒေါ်လာလေးစင်ကိုဂုံပြုတ်ထားတဲ့အငိမ့်ကဏ္ဍလို့ဆိုပါတော့ မမေးရ ဟုတ်ကဲ့ ဒီအညီခန္ဓာမှာဖြစ်မြတ်ဖို့အတွက်ကျေးဇူးတရားတဲ့ပုဂ္ဂိုလ်အများကြီးရှိပါတယ် ရှိပါ ဩအဖက်ဖက်ကဝိုင်းဝိုင်းပြီးတော့ကူညီကြတဲ့လူတွေကိုကျွန်တော်တို့ကကျေးဇူးတင်ရပြီမပေါ့ မှန်ပါခင်ဗျာ မတရားတို့အမေရဲ့နေရဖြစ်တဲ့မန္တလေးမြို့ကိုသွားတဲ့အခါမှာမန္တလေးမြို့ကကူညီတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိပါတယ် ရှိပါတယ်ဟုတ်ပါတယ် ကျေးဇူးတင်ရမှာဟုတ်ကဲ့ဦးလေးပါ ဦးလေးပါအန်မင်းတို့ ဟုတ်ကဲ့ ဟုတ်ကဲ့ဗျာ နိုင် ဟုတ်ကဲ့ နောက်ပြီးတော့အမေတို့ရဲ့အမေညီမရဲ့ခင်မွန်း ဦးမောင်ကိုဟုတ်ကဲ့ခင်ဗျာ နော်ညီမတန်လူကြီးမင်းများ နောက်မန္တလေးမြို့ကဆရာမကြီးလူတို့ဒေါ်မာ ဟုတ်ကဲ့ဆရာလူတွေသေးမရှိတော့ ဟုတ်ကဲ့ရှင်နောက်ပြီးတော့ဆရာဦးနန်းညွန့်ဆွေ ဟုတ်ကဲ့ ဆရာမကြီးဒေါ်ကြီးဦး ဟုတ်ကဲ့ဗျာ သူတို့ကနေပြီးတော့မတိရတို့ကိုဒီလိုမျိုးအစီအစဉ်ကဏ္ဍလေးဖြစ်မြအောင်ကူညီတဲ့အတွက်ကြောင့်မို့အင်မတန်မှကျေးဇူးတင်ရှိပါတယ်ဆိုတာကိုဒီနေ့ကနေပြောကြပြစီ ကျေးဇူးတင်တဲ့သူတို့ကိုကျေးဇူးတင်ရတာမင်္ဂလာတပါဟုတ်ကဲ့ကျွန်တော်တို့ဒီအငိမ့်ခွင်အစဉ်အပြင်အားလုံးအစီအစဉ်ချောမောအောင်အတွက်အကူအညီပေးရတဲ့ရုပ်မြင်သံများအဖွဲ့သူဖွဲ့သားများအားလုံးကိုလည်းကျေးဇူးတင်ရမယ်ဒီနေ့တူဆိုကျွန်တော်တို့ရဲ့ဆရာဦးနေဝင်းတယောက်ကိုလည်းကျွန်တော်တို့ကျေးဇူးတင်ရပြီ ကျေးဇူး ပေါ့ တင်ရပါ ဟုတ်ကဲ့ခင်ဗျာနော် ဆရာဦးနေဝင်းဆိုလို့အခုမတိရတင်ဆက်မဲ့ချင်းလေးကဆရာဦးနေဝင်းကိုယ်တိုင်တီကုန်းရေးဆက်ပြီးချင်းလေးဖြစ်ပါတယ် ဟုတ်ကဲ့ခင်ဗျာဆရာဦးနေဝင်းရဲ့လက်ဝန်းနဲ့သူစားတို့ရဲ့နှုတ်ခွန်းဆက်တေးသချင်းဆိုပါတော့ ဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့ခင်ဗျာ မတိရတင်ဆက်တဲ့နေရာမှာအမှားများပါရှိရင်ဝင်နာမိပါ လွန်လာရှိကဝန်နာမိလို့ကျွန်တော်တို့တောင်းပန်ရမယ်ဟုတ်ကဲ့ခင်ဗျာ じゃあもうပြောနေလို့လည်းမပြီးသေးဘူးရှင် ဘယ်ဒီမှာတော့ အဲ့တော့မတိတာတို့ရဲ့တုတ်ကွန်းစစ်တတန်လေးကို ကြားကြရအောင်ရွာသားရေအစဗျာ